လောလောဆယ်ဒီဘဝမှာစိတ်ချမ်းချမ်းသာသာငြိမ်ငြိမ်အေးအေးလေးဖြစ်အောင်နေတတ်ထိုင်တတ်ဖို့လောလောဆယ်နေတတ်ထိုင်တတ်ဖို့ဒီကနီးမှလည်းပဲချမ်းချမ်းသာသာလေးငြိမ်ငြိမ်အေးအေးလေးသိနိုင်ဖို့တရားအထောက်ကြတယ်လို့ဒီလိုလေးပြောတတ်မယ်ပြောနိုင်မယ်ဆိုရင်အလွန်ကောင်းမယ်နော်ဘာလို့တရားအထောက်တာတုံးလို့မေးရင်အနေတက်ဖို့အသေးတက်ဖို့ဟုတ်တယ်မဟုတ်လားအနေမြန်တက်เสียလိုသေးသလားဦးဇင်းရေဟာအနေတက်เสียလိုတာပေါ့အနေမတက်လို့မို့စိတ်တွေဆင်းရဲနေရချမ်းသာအောင်မနေတတ်လို့ဆင်းရဲနေတာအေးချမ်းအောင်မနေတတ်လို့ပူလောင်နေတာရှင်းအောင်မနေတတ်လို့ကျုပ်တို့ရှုပ်နေတာနေကိုမနေတတ်သေးဘူးမနေတတ်လို့ဘလို့တွေဖြစ်နေတာလို့တော့ပြောလို့တော့မရဘူးပေါ့သို့တော့ဓာတ်ထက်ကောင်းမွန်တဲ့ဓာတ်ထက်ချမ်းသာတဲ့ဓာတ်ထက်ငြိမ်အေးတဲ့အနေအထားလေးနဲ့ဘုံဘုံတို့မှာနေခွင့်ရှိတယ်နေလို့ရတယ်သို့တော့ကျွတ်တို့ဟာဓာတ်ထက်ကောင်းမွန်တဲ့ချမ်းသာတဲ့ငြိမ်အေးတဲ့အနေအထားမျိုးနဲ့မနေနိုင်သေးဘူးဟုတ်တယ်မဟုတ်လားကျွတ်တို့မှာဓာတ်ထက်ကောင်းမွန်တဲ့နေနီးရွေးချယ်ခွင့်မရှိဘူးလားရှိတယ်များသောအားဖြင့်ဘုံဘုံတို့ရဲ့စိတ်တွေကဘဝမှာဘလို့တွေဖြစ်ရင်းနဲ့နေနေတာတော့မတိမှုနဲ့နေနေတာမေးလျော့မှုနဲ့နေနေတာကိုဘာဖြစ်လို့ဖြစ်မှမသိပဲနဲ့တွေးချင်ရတွေးကြံချင်ရကြံစိတ်တရားလဲရောက်ချင်ရရောက်အာယုန်တွေကလဲတွေးချင်ရတွေးရအာယုန်နော်ကြုံရစိတ်တွေနဲ့ဘဝမှာနေသွားနေတာအဲ့ဒါကိုရေဘူးရပြောရမယ်ဆိုရင်ဘာမှမသိပဲနဲ့နေတာမောဟနဲ့နေတာပေါ့အဲ့လိုမသိပဲနဲ့နေတဲ့အခါကျတော့ရံဖန်ရံခါကောင်းမွန်တဲ့အိဋ္ဌာယုံဆိုတဲ့ကောင်းမြတ်တဲ့အာယုံလေးတွေနဲ့တွေ့တဲ့ခါမှာဘုန်းဘုန်းတို့ကตาရတယ်ရင်မှုတယ်တွေ့တာတယ်မက်မောတယ်ဟောလောဘနဲ့နေကြပြန်ပြီနော်အနိဋ္ဌာယုံနဲ့တွေ့ပြီစိတ်တိုင်းမကြစရာအာယုံတွေမြင်ရပြီကြားရပြီဆိုတော့ဘာတော့ဒေါသနဲ့နေကြပြန်မကျေနပ်ဘူးစိတ်တိုင်းမကြဘူးဘာနဲ့နေတာတော့ဒေါသနဲ့နေတာဘဝမှာဘုံဘုံတို့တွေဟာမောဟကိုအခြေခံပြီးတော့လောဘနဲ့ဒေါသတလဲသည်ဖြစ်ပြီးတော့နေကြလားအဲ့ဒီနေနည်းကမျက်နှိုးစရာရှိပါသလားမရှိဘူးကိုကမသိလို့သာတကယ်တမ်းကအဲ့ဒါဟာပူလောင်တယ်ပင်ပန်းတယ်လေးလံတယ်ဒါကြောင့်မြတ်စွာဘုရားကလောဘဒေါသမောဟကိုမီးလို့လည်းဟောတယ်ဆင်းရဲခြင်းတရားတွေလို့လည်းဟောတယ်နှိပ်စက်တတ်တဲ့တရားတွေလို့လည်းဟောတယ်ကျတို့ကသူတို့နဲ့အမြဲတမ်းအတူတူနေတော့သူတို့နှိပ်စက်လို့နှိပ်စက်မှမသိသူတို့ရှို့နေပြီမလို့လောင်လို့လောင်မှမသိပူလို့ပူမှမသိအဲ့လိုနေနေတာအဲ့ဒါတရားအထုတ်တယ်ဆိုတာအဲ့ဒါလိုမကောင်းမွန်တဲ့အခြေအနေမျိုးနဲ့နေနေတဲ့နေရာလေးမှာကောင်းမွန်တဲ့နေခြင်းလေးနဲ့အစားထိုးဖို့ကြိုးစားတာဒီနည်းအားဖြင့်နေတတ်ဖို့လေ့ကျင့်တာငါအခုပုံမှန်နေတဲ့နေခြင်းမျိုးထက်တာလွန်တဲ့ကောင်းမွန်တဲ့ချမ်းသာတဲ့ငြိမ်းအေးတဲ့နေနည်းမျိုးလေးနဲ့နေတတ်အောင်ငါလေ့ကျင့်နေတာလို့တရားအထုတ်တဲ့လူတိုင်းဟာအဲ့ဒါလိုလေးမြန်သဘောပေါက်မယ်ဆိုရင်အလွန်ကောင်းနော်ဒါကြောင့်တရားဘာကြောင့်အထုတ်တာတုံးလို့မေးရင်နေတတ်ဖို့မသေးခင်လေးမှာချမ်းချမ်းသာသာငြိမ်ငြိမ်အေးလေးနေတတ်ဖို့ဘလို့နေတာတုံးဆိုတရားအထုတ်တယ်ဆိုတာလွယ်လွယ်လေးပြောရရင်ပြစ္ဆုတ်ပံမှာနေတာဟုတ်တယ်မဟုတ်လားဖြစ်ခဲ့ပြီးသားကိုအတိအမှတ်ပြုပြီးတော့လေ့ကျင့်ပြီးတော့နေတာမဟုတ်ဘူးမဖြစ်သေးတာကိုရှောက်တွေးပြီးတော့ကြံပြီးတော့နေတာလည်းမဟုတ်ဘူးအခုဖြစ်နေတာကိုအခုသိပြီးတော့နေတဲ့အလေ့ကျင့်ကိုလေ့ကျင့်တာဟုတ်တယ်မဟုတ်လားဝင်လေထွက်လေလေးမှတ်တယ်ဆိုရင်ဝင်လေထွက်လေအခုဝင်ထွက်လေအခုထိနေတာကိုအခုသိဖို့ကြိုးစားတာအခုအတန်ကြားတဲ့အဲ့ဒီဖြစ်မှုကိုအခုသိအောင်ကြိုးစားတာအခုတွေးတာကိုအခုသိအောင်ကြိုးစားတာအခုဆင်းရဲတာအခုချမ်းသာတာကိုအခုသိအောင်ကြိုးစားတာဟုတ်နော်အဲ့လိုပြစ္ဆုတ်ပံလေးမှာနေလိုက်တဲ့အခါကျတော့ဘာဖြစ်နေသလဲဆိုတာကို तू ကဒဇနဲ့သိလာတယ်အဲ့ဒီအတိကိုဘာလို့ခေါ်တော့ဝိဇ္ဇာအတိနဲ့နေတာအဲ့လိုအတိရှိတဲ့အတွက်ကြောင့်မမောစရာအိဋ္ဌာယုံနဲ့တွေ့တဲ့ခါကာလမျိုးမှာဘုန်းဘုန်းတို့ရဲ့စိတ်ကိုယာကဆိုတဲ့လောဘဆိုတဲ့မိဟာမလောင်နိုင်အနိဋ္ဌာယုံနဲ့တွေ့တဲ့အခါမှာဒေါသဆိုတဲ့မိဟာမလောင်နိုင်ဘူးတဘဝမှာဘုန်းဘုန်းတို့တွေကပညာတရားအတိတရားကိုအခြေခံပြီးတော့အလောဘအဒေါသနဲ့နေဖို့ကြိုးစားတာဟုတ်တယ်မဟုတ်လားပြစ္ဆုတ်ပံဖြစ်နေတာတိုင်းကိုတိလိုက်တိုင်းမှာဘုန်းဘုန်းတို့ရဲ့တန်တာမှာ
အာမောဟဆိုတဲ့အတိညာဝိဇ္ဇာရဲ့အလောဘဆိုတဲ့လွန်မြင့်မြတ်တဲ့မလိုချင်တဲ့သဘောရဲ့အဒေါသလို့ဆိုတဲ့နော်ဒေါသမဖြစ်တဲ့သဘောရဲ့အလွန်မှမွန်မြတ်တဲ့နော်ဟိတ်သုံးပါးခေါ်တော့နော်ကုသိုလ်တို့ရဲ့မူလလို့သုံးအလောဘအဒေါသအာမောဟဒီတရားတွေနဲ့နေတာအဲ့လိုနေတဲ့အခါကျတော့စိတ်ကအလွန်မှအေးချမ်းတယ်တည်ကြည်တယ်ငြိမ်သက်တယ်တော့တရားဘာကြောင့်အထုတ်တာတုံးဆိုရင်အဆင့်နှိမ့်နဲ့နေခြင်းမျိုးနဲ့နေရတာအဆင်မပြေဘူးလို့နားလည်ပြီးတော့အဆင့်မြင့်နဲ့နေခြင်းမျိုးနဲ့နေဖို့လေ့ကျင့်တာအနှစ်ချုပ်ပြောမယ်ဆိုရင်ဘာတော့အနေတက်ဖို့ကြိုးစားတာအဲ့ဒါမှနေတတ်တယ်ခေါ်တာအဲ့ဒါကျွတ်တော့ဒီနေနည်းနဲ့နေတဲ့အောင်ကျွမ်းကျင်အောင်မလေ့ကျင့်တဲ့အခါကျတော့နည်းနည်းလေးပြင်းထန်တဲ့အနိဋ္ဌာယုံလေးတွေ့ရင်ဘာဖြစ်လာပြီးတော့ဒေါသဘယ်အဆင့်ထိရောက်တောကအဆင့်ထိရောက်မယ်ပို့ပြီးတော့စိုးမယ်ဆိုရင်ပရိဒေဝအဆင့်ထိရောက်တော့စိုးရိမ်မယ်ငိုမယ်အဲ့ဒီကြတော့မှအော်ငါမနေတတ်ပါလားလို့သိမှာနော်သူ့အရင်ဒေါသမီးအပျော်လေးတွေလောင်နေတဲ့အခါမှာတော့ကိုမနေတတ်လို့မနေတတ်မှလည်းမသိဘူးနေတာထိုင်တာရှိသူကဟုတ်လားငွေအဖျားလေးလောက်ပေါ့သူကတခါလေးဖျားနေရတာတော့ရလာရှိတယ်လို့ဟုတ်လားအဖျား103 104ရောက်ပြီဆိုတော့မှအဖေခဲ့ပါအမေခဲ့ပါဖြစ်သဘောပေါက်လားဘုံပြောတာဒါကြောင့်ဘာကြောင့်တရားအထုတ်တာတုံးလို့မေးရင်အနေတက်ဖို့နောက်ထပ်တစ်ခွန်းကြံနေရနော်ဗါတဲ့တော့အသေးတက်ဖို့ဟာဒါကလည်းပဲဘုံတို့မမြင်လို့မရဘူးမသိလို့မရဘူးမတွေးလို့မရသေချာပေါက်တွေ့မှပျက်စီးခြင်းတရားကြီးကဘုံလိုရင်းပဲတန်းနေအောင်ပြောလိုက်မယ်ဒီတိုင်းသာနေသေခြင်းတရားနဲ့တွေ့ရင်အစင်မပြေနိုင်သေးဘူးကိုကရှောက်ထင်းမနေနဲ့မပြေသေးဘူးဟုတ်လားအဲ့လိုဆိုရင်သေမှလည်းသေကြတယ်အစင်မပြေမှလည်းသေကြတယ်ကျတို့အစင်ပြေအောင်ကျတင်ပြင်ဆင်ဖို့အရေးကြီးဘူးလားအရေးကြီးတယ်အဲ့တော့စောစောကနေတတ်ဖို့ဆိုတဲ့နေနီးလေးကအလွန်မြင့်မြတ်တယ်အဲ့ဒီနီးလေးနဲ့နေတဲ့အလေးကျင့်ကိုလေ့ကျင့်နေမယ်ဆိုရင်သေကနီးမှာအလိုလိုသေတတ်သွားလိမ့်မယ်တနည်းအားဖြင့်သေတတ်တဲ့အရည်အသွေးကိုအလိုလိုရသေတတ်ဖို့ကသေကနီးကြမှာကတ်လေ့ကျင့်လို့မရဘူးသေခြင်းတရားဆိုတာဘဝမှာအလွန်အရေးကြီးတယ်ဘာဖြစ်လို့တုံးဆိုတော့သေကနီးစိတ်အနေထားလေးပေါ်မှာအခြေခံပြီးတော့သေပြီးတဲ့နောက်ဒုတိယဘဝဟာဘယ်လိုဘဝမျိုးကိုရမှလဲဆိုတာအဖြေထွက်သွားတာအဲ့ဒါကြောင့်အရေးကြီးတယ်ပြောတာသေကနီးကောင်းတဲ့စိတ်နဲ့သိရင်ကောင်းတဲ့ဘဝရောက်ဆိုးတဲ့စိတ်နဲ့သိရင်ဆိုးတဲ့ဘဝရောက်မယ်ဟုတ်ပြီနော်အဲ့လို့ဆိုရင်သေကနီးမှာကောင်းတဲ့စိတ်ကလေးနဲ့သိနိုင်မှုကျွတ်တို့ဘယ်လိုလုပ်မလို့မသေးခင်မှာကောင်းတဲ့စိတ်ကလေးတွေကြီးအဖြစ်များအောင်လေ့ကျင့်နေဖို့ကလွယ်လို့တခြားနေမရှိဘူးအဲ့ဒါအထီအောင်ဆုံးနေပဲနော်သေရေးကိုကြောက်ကြရတယ်စိုးရိမ်တယ်ဆိုလို့ရှိရင်နေရေးကိုအဆင့်မြင့်မြင့်နေတဲ့နီးနဲ့နေတတ်ဖို့လေ့ကျင့်နေဖို့လိုအပ်တယ်ဒါပဲဟုတ်လားဒါကြောင့်ဘုံဘုံတို့အနေတက်အောင်ကြိုးစားနေခြင်းဒီပင်လျင်အသေးတက်အောင်လည်းကြိုးစားရရောက်တယ်မသေးခင်မှာအဖြစ်များတဲ့စိတ်တွေနဲ့ပဲသေကနီးမှာဖြစ်သွားဖို့တေးသွားဖို့အလားအလာကအဲ့ဒါလိုသွားနေတာနော်သဘောပေါက်ဖို့လိုတယ်ဟုတ်လားသေကနီးစိတ်လေးအရေးကြီးတယ်ဆိုတာကိုလူတိုင်းလက်ခံတယ်ဟုတ်လားအဲ့လိုဆိုရင်သေကနီးစိတ်ကလေးကောင်းကျင်တယ်မစိုးကျင်ဘူးဆိုရင်ဘုံဘုံတို့အခုကလှမ်းပြီးတော့အဲ့ဒီအနာဂတ်ကြီးကိုလှမ်းပြင်လို့ရတဲ့ကိစ္စမှမဟုတ်တာပြီးတော့သေကနီးကြံမှာသေပေါက်သေဝါရောက်ပြီဆိုတော့မှဟဲ့ကောင်းတဲ့စိတ်ကလေးဖြစ်ချင်လှပါကြီးရဲ့ဆိုလို့လည်းပဲအခုရေတွင်တူအခုရေကြီးတောက်လို့ဖြစ်တဲ့ကိစ္စမဟုတ်အဲ့တော့ဘယ်လိုလုပ်ရမှာတော့မသေးခင်တည်းကစပြီးတော့နော်အလွန်မြင့်မြတ်တဲ့နေနီးကလေးနဲ့ကောင်းမွန်တဲ့စိတ်ကလေးတွေဖြစ်အောင်ဘုံဘုံတို့လေ့ကျင့်ဒီတိုင်းသာနေလို့ကတော့စိတ်ကမကောင်းတဲ့စိတ်တွေကြီးဖြစ်နေတာပဲဟုတ်လားဒါကြောင့်မို့လို့တရားဘာကြောင့်အားထုတ်လဲလို့မေးရင်အနေတက်ဖို့အသေးတက်ဖို့ဒါလေးကိုဥစွာပြောပါတယ်ဟုတ်လားဒါလေးကိုစွဲသေးခြင်းတယ်တကူလုတ်တဲ့အလုပ်ဟာဩဘလောက်ကောင်းတော့ပြစ္ဆုတ်ပံမှာလည်းပဲချမ်းသာဖို့ငြိမ်းအေးဖို့နော်ကြိုးစားတာနော်တန်တရားမှာလည်းပဲကောင်းကောင်းမွန်မွန်ဘဝကိုရဖို့အတွက်ကောင်းမွန်တဲ့သေခြင်းမျိုးနဲ့သေနိုင်ဖို့အတွက်ဘဝရဲ့အကြောင်းကိုနားလေတဲ့သိတဲ့ဉာဏ်ပညာတို့ဖြင့်သေကဏီအခါကာလမှာငြိမ်းအေးချမ်းသာတည်ငြိမ်အစဉ်အတန်းရှိသေနိုင်ဖို့ခုရရစကိုဟာကြိုတင်ပြီးတော့လေ့ကျင့်နေတာဆိုဒီအလုံးလောက်တန်ဖိုးရှိတဲ့အလုပ်ဒီအလုံးလောက်အဓိပ္ပာယ်ရှိတဲ့လို့လောကမှာရှိနိုင်မလားမရှိနိုင်ဒါအခြေခံကြဘုံဘုံကပြောပါတယ်ဟုတ်လားအဲ့ဒါဒီကနေ့ယောဂီတို့ကိုအလုပ်ပေးတရားအနေနဲ့ဂါထာလေးတစ်ပုဒ်ကနေစပြီးတော့ဘုံဘုံပြောခြင်းတယ်မိုးကုတ်ဆိုတော့ဘုရားကြီးဟောထားတာလေးရှိတယ်မိလိန်နာပညာပါဠိတော်ထဲမှာမှတ်တမ်းတင်ထားတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဟောခဲ့တယ်လို့ဒီလိုမှတ်တမ်းတင်ထားတယ်
အလွန်ကောင်းတဲ့ဂါထာလေးတရားအထုတ်နည်းကိုအချင်းချုပ်ပြောပြီးတော့ရရှိမဲ့အကျိုးကျေးဇူးကိုလည်းအချင်းချုပ်ပြောသွားသေးတယ်ဂါထာလေးတစ်ပုဒ်ထဲနဲ့စာကြောင်းလေး၄ကြောင်းနဲ့အထုတ်နည်းလည်းပြောသွားတယ်အကျိုးကျေးဇူးကိုလည်းပြောသွားတယ်နော်ကာယံဣမံသမတ္တထပရိဇာနာထပုဏ္ဏပုဏ္ဏံကာယေတဘာဝံဒိဋ္ဌဝါနဒုက္ခတန္တံကရိတ္တထတဲ့ဘာမှမများဘူးဒီတရားစကားပွဲပြီးရင်ဒီဂါထာလေးကိုရအောင်ယူပြီးတော့ကြက်ထားအဲ့ဒါတရားအထုတ်နည်းကိုလည်းပဲကိုယ့်ကိုအမြဲတမ်းတရားဆိုတာဒီလိုအထုတ်ရတယ်လို့ तू ကသင်ပေးမယ်ဒီနည်းတိုင်းအထုတ်လို့ရှိရင်ဒီလိုအကျိုးကျေးဇူးတွေလည်းရမယ်လို့ तू ကအဲ့လိုလဲပြောနေအောင်မယ်ဂါထာလေးတစ်ပုဒ်ထဲနဲ့ဟုတ်လားကာယံဣမံသမတ္တထပရိဇာနာထပုဏ္ဏပုဏ္ဏံကာယေတဘာဝံဒိဋ္ဌဝါနံဒုက္ခတန္တံကရိတ္တထအဓိပ္ပာယ်ကိုတည်တည်ချာချာလေးနားဆိုင်နော်ကာယံဣမံသမတ္တထဣမံကာယံဤခန္ဓာကိုယ်ကိုသမတ္တထဆင်ញင်သုံးသပ်ကြကုန်လောတဲ့ဒီခန္ဓာကိုယ်ကြီးကိုဆင်ញင်သုံးသပ်ရမယ်တဲ့အဲ့ဒါကို तू ကဘယ်လိုပြောဆိုကာယံဣမံသမတ္တထဣမံကာယံဤကိုယ်ကိုသမတ္တထဆင်ញင်သုံးသပ်ရမယ်ကိုဆိုတဲ့စကားလုံးလေးရေးတဲ့အခါမှာကာကြီးလုံးကြီးတင်တစ်ချောင်းမြင်ရပ်ပလက်တက်ပြီးတော့ရေးတယ်ကိုဘသူကိုဘဝကိုဆိုတဲ့ကိုကြတော့ရပ်ပလက်မတက်ဘူးနော်ကိုရည်ညွှန်းတဲ့အခါမှာရေးတဲ့ကိုကြတော့ကာကြီးလုံးကြီးတင်တစ်ချောင်းမြင်ရပ်ပလက်တက်ပြီးတော့ရေးတယ်ဘာလို့အဲ့လိုရေးတာလဲဆိုတော့ကာယဆိုတဲ့စကားလုံးလေးကိုအဓိပ္ပာယ်ထင်ဟပ်မိဖို့အတွက်အဲ့လိုလေးရေးတာကာယဆိုတာအပေါင်းအစုလို့အဓိပ္ပာယ်ရနောက်ဘုံတို့ကိုလို့ပြောတာအဓိပ္ပာယ်ကဘာတော့အပေါင်းအစုလို့ပြောနေတာကျတို့အပေါင်းအစုကြီး2မျိုးနဲ့ဖွဲ့စည်းတည်ဆောက်ထားဘဝခန္ဓာယူပကာယနာမကာယဟောအခြေခံကြတဲ့ဒီစကားလုံးလေးတွေကိုနားလည်ရမယ်နော်ယူပကာယရုပ်အပေါင်းအစုနာမကာယနာအပေါင်းအစုယူပဆိုတာရုပ်လို့ဘာသာပြန်နော်အမှန်ကယူပဆိုတာဖောက်ပြန်မှုလို့ဒီလိုအဓိပ္ပာယ်ရတယ်ဖောက်ပြန်ခြင်းတဘာဝဟုတ်လားအဲ့တော့ယူပကာယဆိုတာဖောက်ပြန်ခြင်းတဘာဝအစုအဝေးမျက်စိနဲ့မြင်နေရတဲ့စပင်မွေးစာခြေပွားစုံဒီကိုယ်ကောင်ကြီးကိုဒါယူပကာယလို့ပြောတာရုပ်ခန္ဓာကိုယ်ပေါ့နော်ဘယ်နာလေးမှမဖောက်ပြန်တတ်တဲ့တဘာဝအဖျားတစ်ထောက်စာတောင်မပါဘူးဘယ်နာလေးပဲညံနဲ့ကြည့်လိုက်အမြဲတမ်းပြောင်းလဲနေတယ်ဖောက်ပြန်နေတယ်ဒီတို့အရေပြားကိုအလွန်အားကောင်းတဲ့မှန်ဘလူးနဲ့တက်ပြီးဓာတ်ပုံရိုက်ထားအရေပြားမှတော့မသိအောင်နော်အဖတ်တယ်အကုန်လုံးအမြဲတမ်းအစ်စ်အဟောင်းဘာလုပ်နေတော့ပြောင်းနေလဲနေတယ်ကိုယ့်ရဲ့ဒီအရေပြားကိုလက်နဲ့ပုတ်လိုက်လို့ရှင်မမြင်ရတဲ့အနေအထားမျိုးလေးတွေနဲ့အကုန်လုံးအမုံအမွှားလေးတွေထွက်သွားတယ်ပကီးမျက်စိနဲ့မမြင်ရအောင်ဟုတ်လားဘာပြောချင်တာလဲဘုံဘုံကဖောက်ပြန်မှုအစုအဝေးကြီးခေါင်းထဲကြည့်လိုက်လဲအုံနောက်အလုံးလုံးရှင်ဘပိုင်းရှင်ဘထဲကြည့်လိုက်လဲအစုံနဲ့နှလုံးအလုံးလုံးနေဝမ်ကောင်းပိုင်းကြည့်လိုက်ရင်အသေးတွေပန်ကရိယာတွေသေကြီးအိတ်တွေဒါတွေကဓာတ်ရည်အမျိုးမျိုးထွက်ပြီးတော့အစာရည်နဲ့ကိုထည့်လိုက်တဲ့အစာရည်သားတွေနဲ့ပေါင်ဓာတ်ပြုတ်ပြီးတော့အလုံးလုံးနေဟုတ်လားတကိုယ်လုံးသွေးတွေလက်ပတ်နေမြင်ကြည့်ဟုတ်လားတကိုယ်လုံးအမြဲတမ်းခန္ဓာကိုယ်ရဲ့လိုအပ်ချက်အောက်ဆီဂျင်လိုအပ်ချက်အလွန်ကြီးမားတဲ့အတွက်ကြောင့်မိနစ်ပိုင်းလေးတောင်မှစောင့်ဆိုင်လို့မရဘူးအမြဲတမ်းလေကိုပေးနေရတယ်ဝင်လေထွက်လေခန္ဓာကိုယ်ရဲ့အဓိကတော့ချက်ကြတဲ့အစိတ်အပိုင်းကြီးအဲ့ဒါကိုအခြေခံပြီးတော့တိအောင်လုပ်ရင်းနဲ့အမှန်တရားကိုနားလည်အောင်ကြိုးစားကြမယ်နော်အဲ့တော့ပြောချင်တာကဘာတော့ကာယံဣမံသမတ္တထဤကိုအမှန်တိုင်းဆင်ခြင်မှာသုံးသပ်ပါလို့သူကပြောတယ်ဤကိုဆိုတာကိုအဓိပ္ပာယ်ဖွင့်တယ်ဟုတ်လားကိုကာယဆိုတဲ့စကားလုံးကိုလို့ပြောတာဟုတ်လားကိုကဘယ်နှမျိုးရှိတာတော့2မျိုးရှိယူပကာယရဲ့နာမကာယအဲ့ဒီဖောက်ပြန်မှုအစုဝေးဆိုတဲ့ယူပကာယကြီးကိုနော်နာမကာယအာယုံကိုတိတတ်ခံစားတတ်မှတ်သားတတ်စေစောတိုက်တွန်းနှိုးဆော်တတ်သောဝေဒနာတင်ညာသင်္ခါရဝိညာဉ်နာခန္ဓာ၄မျိုးအဲ့ဒါကိုနာမကာယလို့ခေါ်တယ်ဘုံတို့တစ်ခုခုကိုမြင်လိုက်တယ်သိပြီမျက်လုံးနဲ့အစင်းနဲ့တွေ့လိုက်တာနဲ့အယောင်ကိုသိမြင်သိစိတ်ပေါ့နော်အတန်ဖြစ်ပေါ်လာတယ်နားကောင်းတယ်တွေ့ရတာနဲ့
ကြားသိစိတ်ဖြစ်တယ်ဟုတ်လားအဲ့ဒါလိုပဲအနတ်နော်အရာသာအတွေ့အထိအဲ့ဒါကိုသိတယ်ဆိုတာအဲ့ဒါဝိညာဉ်နဲ့ခန္ဓာမနေရတခါကြီးတယောက်ကနာခန္ဓာ၄ပါးကြောင့်နားလေခြင်းလို့ပါဆိုလို့တောင်ရှင်းပြတာအမှတ်ရမိသေးတယ်ဒေသနာမှာတော့မြတ်စွာဘုရားကထင်ရှားရာကိုအရင်ဟောတာယူဘခန္ဓာဝေဒနာခန္ဓာသင်္ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာရုပ်အစုကထင်ရှားလွန်းလို့သူ့ကိုထိတ်ကတက်ပြီးတော့ဟောတာနံတရားတွေမှာလည်းပဲဝေဒနာကိုထိတ်ကတက်ပြီးတော့ဟောတာဘာလို့လဲဆိုဝေဒနာကထင်ရှားလို့ချမ်းသာတာအလွန်ဆင်ရှားတယ်အမလီကောင်းလိုက်တာလို့နှုတ်ကတဖွာဖွာပြောယူရသည့်အထိထင်ရှားတယ်ဆင်းရဲပြီဆိုရင်လည်းအမလီငိုယိုပြီးတော့အော်ဟစ်နေရလောက်ဟောထင်ရှားတယ်ဝေဒနာဒါပေမဲ့တကယ်ဖြစ်စဉ်မှာဘယ်သူကခေါင်းဆောင်လဲလို့မေးဝိညာဉ်ကခေါင်းဆောင်နံတရားတွေထဲမှာဝိညာဉ်ကခေါင်းဆောင်ဒါကြောင့်မြတ်စွာဘုရားကမနောပုပ္ပင်ကမဓမ္မမနောတိဋ္ဌာမနောမေယမနတ္တာစီပတန်နေနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစာယာဝအနုပါယိနိအစရှိသဖြင့်ဓမ္မပဒပါဠိတော်မှာဟောတယ်မနောပုပ္ပင်ကမဓမ္မမနောတိဋ္ဌာမနောမေယနံတရားတွေထဲမှာစိတ်ဝိညာဉ်ဟာအကြည်အမှုပဲရှေ့သွားခေါင်းဆောင်မယ်လို့ဟောတယ်ဟုတ်တယ်သိတယ်ဟောအဲ့ဒီသိမှုနဲ့တပြိုင်နက်တည်းနော်ခံစားမှုကောင်းဆိုးတို့မဟုတ်အကောင်းဆိုးမထင်ရှားတဲ့ဥပေက္ခတစ်မျိုးမျိုးဖြစ်တယ်ဒါဝေဒနာနော်အဲ့ဒီသိတာနဲ့တပြိုင်နက်တည်းဒါပါပဲညာပဲမှတ်သားမှုမှတ်ထင်မှုတင်ညာအမျိုးမျိုးဟာတပြိုင်နက်တည်းဖြစ်တယ်ဝေဒနာတင်ညာဆိုတာစေတသိက်ဟုတ်လားသင်္ခါရဆိုတာစေတနာကောင်းဆောင်တဲ့စေတသိက်50သင်္ခါရတရားဆိုတာသင်္ခါရခန္ဓာကိုနားလည်ဖို့နည်းနည်းလိုတယ်နော်တချို့သင်္ခါရခန္ဓာကြောင့်သိနားမလဲသင်္ခါရဆိုတာစေတနာကောင်းဆောင်တဲ့စေတသိက်တရားတွေကိုသင်္ခါရခန္ဓာလို့ခေါ်တာသူဟာစိတ်စော်တိုက်တွန်းမှုအလုပ်တစ်ခုဖြစ်ဖို့အတွက်သူကရှေ့သွားကောင်းဆောင်အတွင်နှိုးဆော်နေတဲ့အရာပဲစေတနာဆိုတာကျတို့ဥမာပြောမယ်နော်မြင်လိုက်တယ်မြင်သိစိတ်စဖြစ်တယ်နော်မြင်သိစိတ်နဲ့တပြိုင်နက်တည်းမြင်သိစိတ်ဖြစ်တာနဲ့တပြိုင်နက်တည်းခံစားမှုလည်းပါတယ်မှတ်သားမှုလည်းပါတယ်အဲ့ဒီမှာဘုံဘုံတို့ရဲ့စိတ်ထဲမှာကောင်းတယ်လို့ကြိုက်တယ်ဆိုတဲ့သဘောမကောင်းတယ်လို့နော်ဒေါသနဲ့တုံ့ပြန်တယ်ဆိုတဲ့သဘောစိတ်ရဲ့တုံ့ပြန်မှုသဘာဝတွေကောင်းတဲ့ဘက်မှာလည်းတုံ့ပြန်မှုရှိတယ်မကောင်းတဲ့ဘက်မှာလည်းပဲတုံ့ပြန်မှုရှိတယ်ဟုတ်လားအဲ့ဒါဟာစိတ်ဖြစ်တိုင်းမှာဒီစေတနာကောင်းဆောင်တဲ့သဘာဝတရားတွေဟာအကောင်းဆိုးတာကွဲနေမယ်တမျိုးမျိုးသောစေတနာဟာဖြစ်တယ်အဲ့ဒါကိုသင်္ခါရခန္ဓာလို့ခေါ်နော်နံတရားကိုအဲ့လိုနားလည်ဖို့လိုတယ်နော်မြင်လိုက်တာနဲ့မြင်သိစေရခံစားတာရမှတ်သားတာရတုံ့ပြန်တာရဟောဘယ်နှပိုင်းတော့၄ပိုင်းရှုပ်ထွေးလို့ကျေပြန့်လို့မြတ်စွာဘုရားကနာမကာယနာအစုဝေးကို၄ပုံပုံပြီးတော့ဟောတာရုပ်အစုဝေးတစ်ပုံနဲ့နာအစုဝေး၄ပုံဒါကိုပဲဘာလို့ခေါ်တော့ခန္ဓာ၅ပါးဟောတရားတွေဆိုတာအကျေချက်ရင်ပြီးနိုင်ဝယ်မရှိဘူးနော်ကာယံဣမံသမတ္ထဤကိုအမှန်ကန်သိအောင်ဆင်ញံသုံးသပ်ကြကုန်လို့ဟောဒီတစ်ပိုက်ကလေးကိုရှင်းပြနေတာနော်ဘုံဟုတ်လားကာယမိမံသမတ္ထပရိဇာနာထပုဏ္ဏဟောနောက်တစ်ပိုက်လာပြီနော်ပရိဇာနာထပုဏ္ဏအဖမ်းမအထထထခပရိဇာနာထပိုင်းခြားပြီးတော့သိအောင်ကြိုးစားကြကုန်လို့နော်တရားအထုတ်တယ်ဆိုတာအဲ့ဒါပဲနော်ဒီလုပ်ငန်းစဉ်လေးကိုပဲဒီသိနေတဲ့ကိစ္စကိုပဲထခဖြစ်အောင်ကြိုးစားတာဟိုစမ်းကြည်ကြီးလုပ်နေတာမဟုတ်ဝင်လေထွက်လေကလည်းပုံမှန်ဝင်ထွက်နေတယ်ထိမှုကလည်းပဲဝင်ထွက်နေတော့ပုံမှန်ပဲထိမှုတွေကလည်းတစ်ခုပြီးတစ်ခုဖြစ်နေတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကိုကျတို့ကဘာလုပ်မှာတော့လိုက်သိနေတယ်သူကလည်းထခဖြစ်တယ်ကိုကလည်းထခသိအောင်ကြိုးစားတယ်ထခသိအောင်ကြိုးစားလာတာနဲ့အမျှသိတဲ့အနေအထားလေးတွေဟာအစင်မြင့်လာဆယ်ကာသိတာနဲ့အခါတရာသိတာအည်အသွေးမတူဘူးအခါတရာသိတာနဲ့အခါတသိန်းသိတာနဲ့အည်အသွေးမတူဘူးနော်ဒီပြင်နေရာမှာအည်အတွက်နဲ့အည်ချင်းကိုလူတွေဟာခွဲခြားပြီးတော့ပြောကြတာရှိတယ်နော်တရားအထုတ်တဲ့နေရာမှာနော်အည်အသွေးဟာအည်အတွက်ပေါ်မှာအများကြီးမူတည်နေတယ်အခုသိတယ်ထပ်သိပါအောင်မပြင်းမရိစိတ်ကပြင်းတတ်တယ်နော်ဒီအလုပ်ကိုဒါကြောင့်မြတ်စွာဘုရားကအဟောရတမတ္တန္တိတော်မပြင်းမရိလုပ်ရမယ်ဒီအလုပ်ကိုမပြင်းမရိလုပ်ရမယ်ရိုးနေပါပြီဆိုပြီးတော့ပြစ်မထားနဲ့ဒါကိုပဲထပ်ပြီးတော့သိအောင်လုပ်ပါများလေဘာလို့နားလည်မှုဟာမြင့်လေအဲ့ဒါကိုရည်ရွယ်ပြီးတော့ပြောနေတာပရိဇာနာထပုဏ္ဏအဖန်ဖန်အထက်ပိုင်းခြားပြီးတော့သိအောင်လုပ်ပါ
အတိတွေကိုပို့ရှင်းသွားအောင်လုပ်ပါလို့ပြောတာပိုင်းခြားနော်ပိုင်းနိုင်တယ်ခြားနိုင်တယ်ဒါနဲ့တခြားသည်ပိုင်းဖြတ်ပလိုက်ကျွတ်တို့ကမပိုင်းခြားတတ်ဘူးတချို့တဘာဝတရားတွေရဲ့ပေါ်မှာတလုံးနဲ့တခဲတဲ့တထွေးလိုက်ကြီးမြင်းနေတာညာဟုတ်လားပြစ္ဆုတ်ပံလေးကိုပိုင်းခြားတတ်အောင်လေ့ကျင့်ကြည့်လိုက်အခုဖြစ်တာလေးကိုအခုသိတယ်ထားခဲ့တော့တန်ရောစဉ်ပြက်လိုက်တော့အဲ့ဒါကိုပြန်ပြီးတော့တွေးမနေနဲ့စဉ်းစားမနေနဲ့အဲ့ဒါကိုပြန်ပြီးတော့စိတ်ထဲမှာအမြင်တမ်းမနေနဲ့နောက်ထပ်သိစရာပြစ္ဆုတ်ပံတောက်လျှောက်ဖြစ်နေတာမရှိဘူးလားရှိတယ်ပြစ္ဆုတ်ပံတိုင်းကိုသွားပိုင်းဖြတ်ပြီးတော့သွားဘဝအလွန်ပေါ်ပါလိုက်မယ်အလွန်ငြိမ်အေးလိုက်မယ်ဟုတ်လားကိုကျတို့ဘဝမှာမပေါ်ပါဘူးမငြိမ်အေးဘူးဆိုတာပြီးခဲ့တာဖြစ်တဲ့ပြီးခဲ့ပြီဖြစ်တဲ့မရှိတော့တဲ့အရာတွေရဲ့ပုံမှာအမြင်တွေကတန်းနေရှိသေးတယ်လို့ဟုတ်လားမဖြစ်သေးတဲ့မရှိသေးတဲ့အရာတွေရဲ့ပုံမှာကြိုးပြီးတော့စိတ်တွေပူပန်လေးလံကြောက်ကြနေတာဟောမရှိဘူးလားရှိတယ်ပြစ္ဆုတ်ပံကလေးမှာပိုင်းဖြတ်ပြီးတော့ကျွတ်တို့ဟာနေတဲ့အလေ့ကျင့်မှာကျွမ်းကျင်အောင်လေ့ကျင့်မထားတဲ့အတွက်ကြောင့်အမြဲတမ်းတစ်လုံးတစ်ထွေနေကြစိတ်ကဟုတ်လားအဲ့ဒါကိုပြောနေတာနော်ပရိဇာနာထပုဏ္ဏပုဏ္ဏအဖန်ပန်အထက်ထက်ပိုင်းခြားပြီးတော့သိအောင်လုပ်ပါနှစ်ပိုင်းရှိသွားပြီနော်ကာယမိမတမတ္ထပရိဇာနာထပုဏ္ဏပုဏ္ဏနော်ဒီကိုကြီးကိုမှန်ကန်ဆင်ញံသုံးသပ်ပါဟုတ်လားထက်ခါပိုင်းခြားပြီးတော့သိအောင်လုပ်ပါအသေးစိတ်နားလည်အောင်လုပ်လို့ပြောတာဟုတ်လားအဲ့ဒါအချိန်ရေတွက်တွေများလာမှသိတဲ့အရည်သွေးတွေကလည်းမြင့်လာမှာနော်ဟုတ်လားကာယမိမတမတ္ထပရိဇာနာထပုဏ္ဏပုဏ္ဏဒါကအာထုံဒီအချင်းချုပ်ပဲဒီခန္ဓာကိုယ်ကြီးကိုပဲဆင်ញင်းနေသုံးသပ်နေအမှန်ကန်သိအောင်ပိုင်းခြားပြီးတော့သိအောင်အသေးစိတ်သိအောင်နားလည်အောင်ထက်ခါသိနေကြည်နေရှုနေတာပဲတရားအထုတ်တဲ့နေ့ဒီအချုပ်ကပြီးရင်တော့ဘုံဘုံနည်းနည်းလေးပြောပါဦးမယ်ဟုတ်လားတော့ဒီကထာလေးမှာအလွန်မျက်နှိုးစရာကောင်းတဲ့အလွန်ကြစ်လက်သိပ်သီးတဲ့နဲ့ဆိုင်တဲ့အဓိပ္ပာယ်တွေနောက်ထပ်အကျိုးကျေးဇူးအနေနဲ့နှစ်ပါးထပ်ပြီးတော့ပြောထားတယ်လှုပ်တဲ့အလုံးနဲ့ရရှိမဲ့အကျိုးကျေးဇူးကိုသူကအကြောင်းပြချက်လေးပြဆက်သွယ်ပြီးတော့ပြောထားတာအလွန်ပညာပါတယ်ကာယမိမတမတ္ထပရိဇာနာထပုဏ္ဏပုဏ္ဏကာယေတဘာဝံဒိဋ္ဌဝါနဒုက္ခတဏ္ဏကရိတထဟောကာယေတဘာဝံဒိဋ္ဌဝါနကာယေခန္ဓာကိုယ်ဤတဘာဝံသဘောအမှန်ကိုဒိဋ္ဌဝါအမှန်ကန်သိသည်မြင်သည်နားလည်သည်ရှိသောဒုက္ခတဏ္ဏကရိတထဒုက္ခရဲ့အဆုံးဆင်းရဲအဆုံးကိုပြုနိုင်လိမ့်မယ်တဲ့နော်ဒီခန္ဓာကိုယ်ကြီးကိုနော်မှန်ကန်အမြဲတမ်းကြည်နေမယ်ရှုနေမယ်သိနေမယ်ပိုင်းခြားပြီးတော့သိအောင်အမှန်ထက်ကြိုးစားအထုတ်နေမယ်ဆိုလို့ရှိရင်ဒီလိုဟာဒီခန္ဓာကိုယ်ကြီးရဲ့သဘာဝရုပ်ရဲ့သဘာဝနာမ်ရဲ့သဘာဝသဘောအမှန်တွေကိုသူဘာဖြစ်လာမလို့သိလာလိမ့်မယ်နားလည်လာလိမ့်မယ်အဲ့လိုသိလာပြီးနားလည်လာပြီးဆိုရင်တကယ်သိတဲ့တနေ့ဆင်းရဲဒုက္ခတွေအဆုံးသတ်သွားလိမ့်မယ်လို့ပြောတာကာယေတဘာဝံဒိဋ္ဌဝါနဒုက္ခတဏ္ဏကရိတထခန္ဓာကိုယ်ရဲ့သဘာဝကိုအမှန်တိုင်းသိလို့ရှိရင်ဒီလူဟာဒုက္ခရဲ့အဆုံးကိုပြုနိုင်လိမ့်မယ်လို့ပြောတာခုကျတို့ကဒုက္ခရဲ့အဆုံးကိုမပြုနိုင်သေးဘူးအနာဂတ်ကိုမျှော်မှန်းကြည့်လိုက်ရင်လည်းဒုက္ခတွေကပဲစီးကြိုနေသေးတယ်ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်ဒုက္ခရဲ့အဆုံးကိုပြုနိုင်ခြင်းတယ်ဆိုရင်ဘာလို့ရမလို့ဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်သိအောင်လုပ်ရမယ်ဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်သိခြင်းရင်ဒီခန္ဓာကိုယ်ကိုပဲထက်ကတတိဝရိယဉာဏ်ပညာနဲ့ကြည်နေရမယ်ရှုနေရမယ်သိနေရမယ်တရားကြတော့ရှုတယ်ပြောတာပေါ့ဗျာအဓိပ္ပာယ်အတူတူပဲမဟုတ်လားဉာဏ်နဲ့ကြည်တယ်ဟုတ်လားတတိဝရိယဥရှိပြီးတော့ဉာဏ်နဲ့အမှန်ကန်သိအောင်မြင်အောင်ကြည်တယ်နော်အဲ့လိုသိအောင်မြင်အောင်ကြည်လို့သိလာပြီးမြင်လာပြီးဟေ့ဆိုရင်ဒုက္ခရဲ့အဆုံးကိုပြုနိုင်လိမ့်မယ်တဲ့ဘယ်အဆင့်ထိသိရမှာတော့မြင်ရမှာတော့သိတဲ့မြင်တဲ့အဆင့်တွေကတော့အမျိုးမျိုးပေါ့ကျွတ်တို့ခန္ဓာကိုယ်ရဲ့သဘာဝကိုအမှန်သိအောင်ကြိုးစားကြတယ်ဒါအထုပ်နည်းကိုတခါတည်းပြောပြီနော်ဒီစခန်းပွဲမှာ9ရက်အတွင်းဘယ်လိုနေကြမှာတော့ဘယ်လိုကြင်ကြံကြမှာတော့ဆိုရင်ဝင်လေထွက်လေရဲ့ထိမှုသဘာဝကိုပဲလိုက်ပြီးတော့သိနေတဲ့အလေ့ကျင့်ကိုလေ့ကျင့်ကြမယ်ဟုတ်လားဓမ္မယုံထဲမှာထိုင်ပြီးငြိမ်တက်ကလေးစိတ်ကလေးကိုလွတ်လပ်ပေါ့ပါထားဩဘုရားရဟန္တာရိယာသူတော်ကောင်းကြီးတွေတန်ဖိုးထားတဲ့တော့အလွန်မှအကျိုးကြီးတဲ့ဘလောက်ထိအကျိုးကြီးတယ်လို့တောင်ငါမသိနိုင်တဲ့ဒီမြင့်မြတ်တဲ့အလုပ်ကိုငါလုပ်ရတယ်ဆိုတဲ့စိတ်နဲ့ကြည်နူးလုပ်ရမယ်ပေါ့နော်လို့လုံးမတော့ခန္ဓာကိုယ်ကြီးကသူ့တဘာဝအတိုင်းသူ့အလုပ်သူလုပ်နေတာ
ဘာလုံနေတာတော့အမြဲတမ်းဝင်လေထွက်လေဆိုတဲ့ဝင်မှုထွက်မှုအလုပ်ကိုဒီခန္ဓာကိုယ်ကြီးဟာလုံနေတာကိုကသာကိုယ်အတွေးတွေနဲ့ကိုယ်အကြံတွေနဲ့တွေးကြင်ရတွေးကြံကြင်ရကြံနေတာသူဝင်လေထွက်နေတာကိုကသတိမထားမိတဲ့အချိန်တွေကပဲအပုံကြီးများနေတာလူရင်းပြောရရင်အဲ့ဒီသတိမထားမိတဲ့အနေအထားမျိုးကိုသတိထားပြီးတော့နေတဲ့အနေအထားမျိုးနဲ့ဘုံဘုံတို့ချိန်ဖို့ကြိုးစားကြတာအစားထိုးဖို့ကြိုးစားကြတာဟုတ်လားအဲ့ဒါဝင်လေလေးဝင်နေဝင်သွားတယ်ဆိုတယ်ဝင်သွားတယ်ဆိုတာကိုသိလိုက်ဖို့ပဲထွက်လေလေးထွက်သွားတယ်ဘလို့လေးထွက်သွားတယ်လဲဆိုတာကိုသိနေလိုက်ဖို့ပဲဟုတ်လားမြတ်စွာဘုရားကတော့တတိရှိလျက်ဝင်သက်ကိုဝင်စေအံ့တတိရှိလျက်ထွက်သက်ကိုထွက်စေအံ့လို့အဲ့လိုလေးဟောတယ်ဆိုလိုတာကသိပြီးတော့ဝင်သွားစေရမယ်သိပြီးတော့ထွက်သွားစေရမယ်မသိဘဲနဲ့ဝင်သွားတာမျိုးမသိဘဲနဲ့ထွက်သွားတာမျိုးမရှိရအောင်လေ့ကျင့်ဒါအလွန်ရိုးရှင်းတဲ့စကားလုံးတွေနဲ့ပြောတယ်နော်ဒါကိုဝေဘူးစတော်ကြီးကတော့ပို့ပြီးတော့နော်အားထုတ်တဲ့နေရာမှာလွယ်ကူဖို့ဆိုတဲ့နော်ဆရာတော်ဘုရားကြီးရဲ့နီးလို့ဆိုကြပါစို့ဟုတ်လားဘလို့ပြောတော့ဝင်လေလေးဝင်သွားတယ်နှာသီးပြားတနေရာကိုထိခိုက်ပုတ်တက်ပြီးတော့ဝင်သွားတယ်ဒါကြောင့်ထိမှုသဘောဟာအလွန်မှထင်ရှားတယ်အဲ့ဒီထိတာလေးကိုပဲသိပြီးတော့နေဟုတ်လားထွက်လေလေးထွက်ပြီးဆိုရင်လည်းပဲထိမှုသဘောဟာထင်ရှားတယ်အဲ့ဒီထိမှုကိုပဲသိပြီးတော့နေနီလန်းကဘာမှကိုမခက်တာအထုတ်နီးကဘာမှမခက်ဘူးဒါပေမဲ့အထုတ်ပြီးတော့နေဖို့ကြတော့ခက်ပါတယ်ဘာလို့ခက်တာတော့ဆိုတော့စိတ်ကနော်သူနေခြင်းလို့နေလာတဲ့အနေအထားနဲ့ပဲအချိန်ကြီးကုန်လာခဲ့တာလေသူ့ရဲ့အလေးကျင့်ဇိုးကြီးကနော်နေခြင်းလို့နေမယ်ကျုံအာယုံနဲ့သူကတကယ်ကိုပဲနော်အလွန်ဆိုးသွားတဲ့ကလေးတယောက်လိုပဲသူကသွားခြင်းရသွားကြံခြင်းရကြံနေခြင်းရနေရောက်ခြင်းရရောက်တောင်းတင်ခြင်းတဲ့နေရာတောင်းတင်တဝေထိုးခြင်းတဲ့နေရာထိုးဟုတ်လားစိတ်ရဲ့သဘောအဲ့လိုသွားနေတာနော်အဲ့ဒါကြောင့်မလို့ဒီနားလေးမှာဒီလိုလေးသိပြီးတော့နေပါဆိုရင်ခဏပဲပြီးတာနဲ့သူ့ဝါသနာဇိုးကြီးရဲ့လွှမ်းမိုးမှုကိုကျွတ်တို့ကမလွန်ဆန်နိုင်ဘူးဘယ်ချင်းရောက်လို့ဘယ်ရောက်တော့မှမသိဗျာပေါ့အဲ့ဒါအမှတ်ရတိုင်းဒီကိုပဲပြန်ပြီးတော့ဘုန်းဘုန်းတို့ကလောက်မလို့ခေါ်လာခဲ့ဒါကိုပဲမင်းသိနေအဲ့လိုပြင်ဘက်ကိုအတွေးတွေနဲ့ထွက်သွားတိုင်းစိတ်မပြတ်နဲ့ဒါသူ့တဘာဝပဲဘက်ကိုသူ့ကိုထားခဲ့ခြင်းတော့ကထားခဲ့ခြင်းတလို့ထားခဲ့ပြီးတော့အခုကြတော့မှဟုတ်လားဒီလိုမနေနဲ့ဒီလိုနေတာငါမကြိုက်ဘူးဆိုပြီးတော့စိတ်တူပြလို့ तू ကလိုက်နာမှာမဟုတ်အလိုက်အထိုက်ကလေးသူ့ကိုလည်းပဲဘုံဘုံတော့ဘာလို့တဖို့လို့တော့ဂိုင်တွေ့တက်ဖို့လိုတယ်နော်ဒါကြောင့်ပြင်မဲ့ထွက်သွားတိုင်းကိုထားဆိုတဲ့နေရာကိုမထားဘုံဘုံတို့အလိုမကျန်းဖြစ်လို့မရဘူးကိုယ့်သဘောကအဲ့ဒီလောက်ပဲရှိနေသေးလို့အဲ့ဒီလောက်ပဲအနေအထားပဲရှိနေသေးလို့အဲ့လိုဖြစ်နေတာလို့နားလည်ပြီးတော့ဒါကိုပဲဇွဲရှိရှိနဲ့ဘာလို့မလို့ထက်လေ့ကျင့်ဟုတ်လားဒီထီချင်းသဘောတရားကတော့ကိုတီမတီသူကဘာတော့ပုံမှန်အချိန်တိုင်းဖြစ်နေတာသူကတော့ဘယ်တော့မှကိုယ့်ကိုနော်မင်းအောင်ငါဒါမပြတော့ဘူးလို့ဘယ်တော့မှလှုပ်ထားတာမရှိဘူးအမြဲတမ်းသူကပြတယ်ကိုကမကြည့်တာပဲရှိတယ်ကြည့်တဲ့အခါကြည့်တယ်မကြည့်တဲ့အခါမကြည့်ဘူးအဲ့ဒါကိုကြည့်တဲ့အခါများအောင်ဘုန်းဘုန်းတို့ဘာလုပ်ကြမလို့ကြိုးစားရမယ်အဲ့ဒါဘာလို့တာတော့ကာယမိမသမတ္ထဒီခန္ဓာကိုယ်ကိုဆင်ញင်သုံးသပ်နေတာထက်ခါဘုံဘုံတို့အမှန်ကန်သိအောင်ကြိုးစားဇွဲလုံးလာဝရိယနဲ့ပရိဇာနာထပုဏ္ဏအဖမှန်ထသိအောင်ကြိုးစားဟုတ်လားဝင်လေထွက်လေဟာထက်ခါဖြစ်တယ်အဲ့ဒါကိုဘုံဘုံတို့ကလည်းတတိယဝရိယဉာဏ်ပညာတွေထက်ခါဖြစ်အောင်ကြိုးစားတယ်ဒါပဲတော့ဘာမှနားမလဲစရာမရှိဘူးနော်လုပ်ငန်းစဉ်မှာဘာမှကိုနားမလဲစရာမရှိတာဘာမှခက်ခဲတဲ့အပိုင်းလည်းမရှိဘူးဒါပေမဲ့တကယ်အကောင့်ထဲပေါ်လုပ်ပြီးဆိုရင်တော့အကောင့်ထဲပေါ်တဲ့အပိုင်းမှာတော့အခက်အခဲရှိပါတယ်ဘာလို့ခက်တာလဲဆိုတာစောစောပြောပြီးပြီနော်နေခြင်းလို့နေခဲ့တဲ့အလေးကျင့်စိုးကြီးကလွှမ်းမိုးနေလို့ဒါကိုဘုံဘုံတို့ကပြန်ပြီးတော့ကောင်းတဲ့အလေးအကျင့်လေးအားကောင်းအောင်ကြိုးပမ်းအားထုတ်တာဟုတ်လားအဲ့ဒါတချို့ကြတော့လည်းပဲဒီဝင်လေထွက်လေမထင်ရှားဘူးဆိုပြီးတော့နော်အနည်းငယ်မြတချို့ယောဂီတွေမှာအဲ့လိုမျိုးမထင်ရှားတာမျိုးလည်းရှိတတ်တယ်အဲ့လိုမထင်ရှားတဲ့နော်အနည်းငယ်များသောယောဂီတွေအတွက်တော့ဘလို့လုပ်ဖို့ဘုံဘုံတို့ပြောလေးပြောထားရှိအောင်ဆိုတော့ဒီတိုင်းမီဆိုလို့ရှိရင်နော်တင်ပါနဲ့ကြမ်းမြင်နဲ့ထိနေတဲ့သဘောကြီးအလုံးဝထင်ရှားပါတယ်မျက်လာလေးချစိတ်ကလေးငြိမ်ငြိမ်ထားပြီးတော့ကြည့်လိုက်တာနဲ့ဒီထိတဲ့သဘောကြီးကအလုံးဝမထင်ရှားဘူးလားထင်ရှားတယ်အဲ့ဒါကြီးကိုပဲလိုက်သိနော်ခန္ဓာကိုယ်အစိတ်ပိုင်းချင်းချင်းထိနေတာရှိတယ်အဝတ်ထဲနဲ့အသားနဲ့ထိနေတာရှိတယ်ထိတာတွေမှာအများကြီးပဲနေရာအနှံ့
ထိမှုတဘာဝတွေဟာအကြောင်းအားလျော်စွာဖြစ်နေတယ်ဟုတ်လားအဲ့လိုထိတာကိုကိုကကြည်နေတော့မှကြားတဲ့သဘောထင်ရှားတယ်ဆိုရင်ကြားတဲ့သဘောကိုသိလိုက်သိပြီးရင်သူ့ကိုတွေးမနေနဲ့နော်ပြန်ပြီးတော့ထိတဲ့သဘောတွေကိုစိတ်ကိုပြန်ခေါ်လာပြီးတော့ထိတဲ့သဘောကိုပဲပြန်ပြီးတော့သိနေလိုက်ဟုတ်လားအဲ့လိုထိတာကိုသိနေတော့မှပဲတွေးတဲ့သဘောထင်ရှားလာတယ်ဆိုတွေးတဲ့သဘောကိုရှေ့ကဖြစ်သွားတဲ့အတွေးကိုနောက်ကစိတ်နဲ့ဘာလို့မလို့ပြန်ပြီးတော့သိကြည့်လိုက်ရှေ့စိတ်ကိုနောက်စိတ်နဲ့သိတာပေါ့နော်အဲ့လိုသိပြီးရင်လည်းသူ့ကိုထားခဲ့တော့သိလိုက်တာနဲ့ရှေ့ကအတွေးကတကယ်တော့ပြတ်တောက်သွားပြီသဘောပေါက်လားကိုကမသိလည်းပဲအတွေးကတွေးပြီးတွေးသွားနေတာပါတကယ်ကသို့တော့ကိုကသိလိုက်တဲ့အတွက်ကြောင့်သူ့ရဲ့ရှေ့ကအတွေးဟာအတိနဲ့အစားထိုးလိုက်တဲ့သဘောမျိုးဖြစ်သွားတယ်ဟုတ်လားအဲ့တော့ဒီတွေးတာလေးကိုသိပြီးတာနဲ့တစ်ချက်နှစ်ချက်သိပြီးတာနဲ့ဘာလို့ရမှာတော့ထိတဲ့သဘောကိုပဲပြန်ပြီးတော့ကြည်နေသိနေဟုတ်လားအဲ့ဒါလိုလုံနေရင်နဲ့ဣရိယာပုတ်ပုံစံတစ်မျိုးလေးနဲ့နေတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာတော့အချိန်နဲ့ကြာလာရင်နေတာထိုင်တာမရှိတဲ့သဘောခံရခက်တဲ့သဘောမရတာပဲဖြစ်ဖြစ်နာတာပဲဖြစ်ဖြစ်ကြိုက်တာခဲတာထုံတာကျင်တာတခုခုအဆင်မပြေတဲ့ခံစားချက်ဟာဖြစ်လာလိမ့်မယ်အဲ့ဒီဖြစ်လာရင်လည်းဒါကိုအထူးဆန်းလို့မထင်ပါနဲ့တော့ဒီတိုင်းထိုင်နေရင်တော့ဒီဝေဒနာဖြစ်လာမှာပဲဖြစ်လာတာသဘာဝတရားပဲရုပ်ဖောက်ပြန်မှုကြောင့်ခံစားမှုထင်ရှားလာတာလို့နားလည်ပြီးတော့အဲ့ဒီခံစားမှုကိုဘာလို့ရမှာတော့လိုက်ပြီးတော့သိလိုက်သိပြီးရင်ဘာပဲပြန်ကြည့်မလို့ထိတဲ့သဘောကိုပဲပြန်သိနေဒီသဘောလေးနဲ့အားထုတ်ဖို့ဘုံဘုံတို့သင်ပေးတယ်ပေါ့နော်အဓိကဘုံဘုံတို့အားထုတ်စေချင်တာကတော့စောစောကပြောခဲ့တဲ့ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုဒလဇက်ကိုဖြစ်နေတာနော်ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကသူဖြစ်တိုင်းမသိလိုက်ရမရှိလေအောင်ဆိုတဲ့ခံယူချက်မျိုးနဲ့ဘာလို့မလို့လိုက်ပြီးတော့သိနေအောင်ကြိုးစားမယ်အဲ့ဒါဘာတုံးလို့မင်းစောစောကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပေးထားတဲ့နီးထဲမှာအကျုံးဝင်မနေဘူးလားဝင်နေတယ်အဲ့ဒီနီးနဲ့အားထုတ်လိုက်တဲ့အခါမှာဘုန်းဘုန်းတို့ကဘာဖြစ်လာမလို့ဆိုတော့ကာယေတဘာဝံဒိဋ္ဌဝါနခန္ဓာကိုယ်ရဲ့တဘာဝကိုအမှန်ကန်တိလာသည်ရှိတော့တိလာလိမ့်မယ်အတိုင်းအတာတစ်ခုထိဟုတ်လားဒီထိမှုသာဒလဇတ်ဇွဲဝရိယနဲ့ကြိုးစားပြီးတော့တိလေပုဂ္ဂိုလ်တ attva သဘောမပါဘူးတဘာဝတွေပဲဖြစ်နေတာဖောက်ပြန်မှုတဘာဝနဲ့အာယုံကိုတိတဲ့ခံစားတဲ့မှတ်သားတဲ့စိတ်စော်တတ်တဲ့နာမ်တဘာဝယုံနာတဘာဝပဲဖြစ်နေတာလို့ဉာဏ်ထဲမှာအလိုလိုရှင်းလာလိမ့်မယ်အဲ့ဒါကိုနာမရူပပဋိစ္ဆေဒဉာဏ်လို့ခေါ်တာပဲပုဂ္ဂိုလ်တ attva မပါတဲ့ဖောက်ပြန်မှုနဲ့အာယုံကိုတိတဲ့ခံစားတဲ့မှတ်သားတဲ့စိတ်စော်တတ်သောတဘာဝတရားတွေသာလျှင်ဖြစ်ပေါ်နေကြတာလို့ဉာဏ်ထဲမှာရှင်းရှင်းလင်းလင်းနားလည်လာတယ်အဲ့ဒါကိုဘာခေါ်တော့နာမရူပပဋိစ္ဆေဒဉာဏ်ဟုတ်လားအဲ့ထိတာကိုပဲဒလဇက်လိုက်ပြီးတော့သိနေရင်နဲ့ဉာဏ်ဟာတဖြည်းဖြည်းနဲ့အစဉ်အတန်းမြင့်မားလာမယ်။အော်ဒီသဘာဝတရားဟာလည်းပဲအကြောင်းမဲ့ဖြစ်နေတာတခုမှမရှိဘူး။သူ့ရှေ့ကဖြစ်เสียအကြောင်းတရားတခုကိုပဲအကြောင်းခံပြီးတော့နောက်ထပ်အနှစ်ချုပ်ပြောရရင်ရှေ့ယုံနံကိုပဲအကြောင်းခံပြီးတော့နောက်ယုံနံဟာဖြစ်ပေါ်လာတာ။ဟုတ်လားဖန်ဆင်းထားလို့ဖြစ်နေတာတွေလည်းမဟုတ်အကြောင်းမဲ့ဖြစ်နေတာတွေလည်းမဟုတ်အတန်ကြားတယ်အတန်ဆိုတာကြီးဖြစ်လာလို့ကြားရတယ်ဆိုတာဖြစ်တာပေါ့ဟုတ်တယ်မို့လားနားဆိုတာကောင်းနေလို့ကြားရတယ်ဆိုတာဖြစ်တာပေါ့တခုခုအကြောင်းချွတ်တဲ့တာနဲ့ကြားတယ်ဆိုတာဖြစ်မလာနိုင်ဘူးဟုတ်တယ်မို့လားကြားတယ်ဆိုတာမဖြစ်ရင်ကြားမှုကြောင့်ဖြစ်တဲ့ခံစားမှုလည်းဖြစ်เสียမရှိဘူးခံစားမှုမဖြစ်ရင်အဲ့ဒီခံစားမှုကြောင့်ဖြစ်မဲ့နောက်ဆက်တွဲတွေလည်းဖြစ်เสียမရှိဘူးဟုတ်လားကြားတယ်ဆိုတာဖြစ်လာလို့ဟာကြားလို့ကောင်းတယ်ကြားလို့မကောင်းဘူးဟာအဲ့ဒါကိုအခြေခံပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်နောက်ဆက်တွဲတွေဘာလို့တော့ဖြစ်နေတာအဲ့ဒါလိုပဲမြင်ချင်းကိုအကြောင်းပြုပြီးတော့နောက်ဆက်တွဲသဘာဝတွေအမျိုးမျိုးဖြစ်နေတာမရှိဘူးလားတွေးချင်းကိုအကြောင်းပြုပြီးတော့ဖြစ်နေတာတွေကမရှိဘူးလားကိုယ့်ကိုနော်သဘာဝမကျတဲ့အတွေးတွေတွေးရင်အဲ့ဒါစိတ်ဆင်းရဲမှုအကျိုးရလဒ်တွေနဲ့သွားနေမှာပဲစက်ကြီးတစ်လုံးလိုပဲနော်ခန္ဓာကိုယ်ကြီးကသဘာဝကျတဲ့အတွေးလေးတွေနဲ့သွားနေမယ်ဆိုရင်လေစိတ်ချမ်းသာမှုနဲ့သွားနေပြန်ရောဟုတ်လားတဘာဝမကြခြင်းဆိုတဲ့အကြောင်းတရားတဘာဝမကြတဲ့အတွေးဒီဟုသောအကြောင်းတရားကြောင့်စိတ်ဆင်းရဲခြင်းဒီဟုသောအကျိုးရလဒ်ဟာဖြစ်ပေါ်လာတယ်တဘာဝကြမှန်ကန်တဲ့အတွေးဒီဟုသောအကြောင်းတရားကြောင့်စိတ်ချမ်းသာခြင်းငြိမ်းအေးခြင်းဆိုတဲ့အကျိုးရလဒ်ဟာဖြစ်လာတယ်ချမ်းသာခြင်းဆင်းရဲခြင်းစိတ်ရဲ့ချမ်းသာခြင်းဆင်းရဲကိုဘယ်သူဖန်တီးတာတော့ကိုယ့်ရဲ့အတွေးတွေကပဲဖန်တီးတာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါတွေကိုဘုံဘုံတို့အသေးစိတ်မလုပ်လာမလို့သဘောပေါက်လာမယ်ဒါပါတော့အကြောင်းအကျိုးကိုနားလည်လာတာပစ္စယပရိက္ခဉာဏ်လို့ခေါ်တာပဲနော်ဟုတ်လားအဲ့ဒါကိုဇွဲလုံးလဝရိယနဲ့ဒလဇက်ကိုပိုးပြီးတော့အတိတွေစိတ်လာအောင်
နော်အသေးစိတ်တွေနားလေလာအောင်ပိုင်းခြားပြီးတော့သိလာအောင်လုံလဝရိယနဲ့ကြိုးစားလာပြီဆိုရင်ဘယ်ဖြစ်ချင်းတရားမှရက်နေတာတီးနေတာမရှိပါလားအနိစ္စကိုတဖြည်းဖြည်းနဲ့နားလေလာကြည်နေရင်မှာပဲအဲ့ဒါမဟုတ်တော့ဘူးနောက်ထပ်အသစ်တစ်ခုဖြစ်နေပြီအဲ့ဒီဥစ္စာလည်းပဲရက်တည်နေတာမဟုတ်ဘူးတကယ်ကိုပဲဝယုံသုံးကတဘာဝတရားတွေဟာဖြစ်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ဖြစ်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်သူကတခါတည်းကိုအိန္ဒိယမယရက်တည်မှုမရှိဘဲနဲ့ဘလောင်ပဲလဲပြောင်းလဲနေတဲ့တဘာဝကိုဘုံဘုံတို့ဉာဏ်ကမြင်နိုင်တယ်သိနိုင်တယ်ဘုံဘုံတို့ကအမြင်တစ်ခုသိမြင်ပြီးအတိတစ်ခုသိပြီဆိုရင်ကိုသိနေကြမြင်နေကြအရာတွေနဲ့စိတ်ထဲမှာဥပမာအနေနဲ့ထင်လာတာမျိုးတွေလည်းရှိတတ်တယ်နော်သဲပုံကြီးများတပြောရွာနဲ့ပြိုကျသွားသလိုမျိုးပြောရတာရှိတယ်ချိုယောဂီတွေဟုတ်လားရိပ်ဖြစ်နေတယ်လို့ထင်ရတာမျိုးဟုတ်လားတကယ်တမ်းကတော့ရုပ်တံတွေမှာပုံတရံဆိုတာမရှိဘူးသို့တော့ကိုကအခုဖြစ်ပြီးတော့အခုမရှိတော့ဘူးအခုဖြစ်ပြီးတော့အခုမရှိတော့ဘူးဆိုတာကိုမြင်လာတဲ့အခါမှာငကိုယ်တုံးကပျက်စီးမှုတွေကိုမြင်တဲ့အနေအထားတွေကဥပမာသဘောမျိုးတွေနဲ့ပြည့်ညက်သဘောမျိုးတွေအနေနဲ့စိတ်ထဲမှာထင်လာတာမြင်လာတာတကယ်တမ်းကယုံနာမှာသဲပုံကြီးတွေလိုမျိုးလဲမဟုတ်ရိပ်လှက်တွေလည်းမဟုတ်ဘူးဟုတ်လားတကယ်တမ်းက तू ကဘာတော့ဆိုတော့သဘာဝပဲ तू ကဖြစ်ပေါ်လာတယ်မရှိတော့ဒါပဲအဲ့ဒါကိုဘုံဘုံတို့ပို့ပြီးတော့ရှင်းလာတဲ့အမြင်ကိုစောတော်တုန်းကထိမှုကိုဒလဇက်ကြည်နေခြင်းအပြင်မရနိုင်ဘူးလားရနိုင်တယ်အဲ့ဒါကိုကျွန်တော်ဘာဉာဏ်လို့ခေါ်မှာတော့ဝိပဿနာဉာဏ်ခေါ်တာပါနော်အနိစ္စကိုနားလည်လာတာအဲ့ဒီအနိစ္စကိုနားလည်လာတာနဲ့မြယုံ nant တို့ရဲ့တဘာဝဟာကောင်းမွန်တဲ့သဘောမဟုတ်ဘူးဆိုတဲ့ဒုက္ခသဘောကိုပို့ပြီးတော့ရှင်းလင်းနားလည်လာတယ်တော့အခါရခက်တဲ့ဝေဒနာတွေကိုသာဒုက္ခလို့ तू ကနားလည်တဲ့အဆင့်ကို तू ကြော်သွားပြီခံရခက်သည်ဖြစ်စေခံလို့ကောင်းသည်ဖြစ်စေဟုတ်လားဘယ်ဖြစ်ချင်းတရားမှတည်မြဲနေတာမဟုတ်တဲ့အတွက်ကြောင့်တောက်လျှောက်ပဲပျောက်ကွယ်သွားရတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်ကောင်းမွန်တဲ့သဘာဝမဟုတ်ဘူးဆိုတာကို तू နားလည်တယ်ဘယ်ဟာမှဆွဲလန်းတဲ့သောတိမ်ပိုက်တဲ့သောအရာတွေမဟုတ်ဘူးဆိုတာကိုနားလည်တယ်ဒါဘာကိုနားလည်လာတာတော့ဒုက္ခသဘောလေးတွေကိုနားလည်လာဟုတ်လားတခါဒီယုတ်ဒီနံဒီသဘာဝတရားတွေဟာဒီလိုပဲမတည်မြဲတဲ့လမ်းကြောင်းပေါ်မှာပဲသွားတယ်မကောင်းမွန်တဲ့သဘာဝကြီးဒါကိုကျွတ်တို့ကတည်မြဲနေခြင်းနဲ့ကောင်းမွန်ခြင်းနဲ့ဆိုလို့လေသူကဘယ်တော့မှလိုက်လျောမှာမဟုတ်ကျွတ်တို့ပုထုဇဉ်တွေရဲ့စိတ်ပုထုဇဉ်တွေရဲ့အလိုဆန္ဒကအလွန်ကြီးမားစွာရှိနေတယ်အဲ့ဒါဘာလို့ဆိုတော့ဒီတိုင်းလေးရက်တည်နေခြင်းတယ်မပြောင်းလဲခြင်းဘူးတော့တေချာစဉ်းစားကြည့်ဘဝလည်းဒီတိုင်းလေးရက်တယ်ဒီလူနဲ့ဒီအခြေနဲ့ကောင်းနေတယ်ဆိုရင်ပေါ့လေဒါလေးကိုဘုံဘုံတော့ဒီတိုင်းလေးအလွန်မှထိန်းထားခြင်းတယ်ဒီအခြေအနေလေးပြီးတော့မယ်ပြတ်တော့မယ်ဆိုရင်အလွန်ကြောက်တယ်ဟုတ်တယ်မဟုတ်လားတခါစိတ်ထဲမှာဒုက္ခသဘောကိုနားမလည်တဲ့အခါကျတော့ဘာကြီးဖြစ်သွားရင်တော့နော်ကောင်းမှနဲ့တူတယ်စိတ်ထဲမှာမျောလင့်တာရှိတယ်ဘာဖြစ်ရင်ကောင်းနို့ညာဖြစ်ရင်ကောင်းနို့ရုပ်စွာဆုံးခရီးသွားတော့မယ်ဆိုရင်တော့ခရီးသွားရင်တော့အခုဒီမှာနေတာတဲ့တော့ပို့ပြီးတော့ကောင်းသွားလိမ့်မယ်လို့ထင်တဲ့အထင်ရှိတယ်အခုထမင်းစားတော့မယ်ဆိုရင်လေထမင်းစားလိုက်ရင်အခုတည်းတော့ပို့ပြီးတော့ကောင်းသွားလိမ့်မယ်လို့ထင်တဲ့အထင်ရှိတယ်ဒီအလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်ဒီအလုပ်ကိုလုပ်လိုက်ရတဲ့ချိန်မှာဆိုရင်တော့ဘောကပို့ပြီးတော့အတိတ်ပဲရှိသွားတော့မယ်ကောင်းသွားမယ်လို့ထင်နေတာကမရှိဘူးလားဘာတွေတော့ဒုက္ခကိုတကယ်နားမလည်တဲ့အခါကျတော့ဟိုဟာဖြစ်ကောင်းနို့ဟိုဟာလုပ်ရကောင်းနို့ထင်စားမှုတွေဘုံဘုံတို့ရဲ့ဘဝမှာအများကြီးရှိတယ်ဟုတ်လားအဲ့တော့ပြောချင်တာကဘုံဘုံတို့ရဲ့စိတ်ကလေးကနှိစ္စတည်မြဲလို့တဲ့သဘောရက်တည်ခြင်းတဲ့သဘောရှိတယ်ဒုက္ခဘာဖြစ်ရင်ကောင်းမှညာဖြစ်ရင်ကောင်းမှလို့ထင်စားနေတာလေးတွေရှိတယ်ဟုတ်လားအဲ့ဒီကိုယ့်ရဲ့အလိုဆန္ဒအဲ့ဒီနှစ်ခုဟာကြီးကြီးမားမားရှိနေတာကိုမြင်ကြည့်အဲ့ဒီအလိုဆန္ဒပြည့်ပါမလားမပြည့်ဘူးယုံနာကအနိစ္စဒုက္ခလမ်းကြောင်းပေါ်မှာသွားတာကိုကဘာလို့ဖြစ်ချင်တာနိစ္စဒုက္ခဖြစ်ချင်နေတာအဲ့ဒါကိုကိုယ့်အလိုဆန္ဒကို तू ကငဲ့ကွက်ဖို့မပြောနဲ့လိုက်လျောဖို့မပြောနဲ့တိတောင်မသိသူလမ်းကြောင်း तू မမှိတ်မတုံသွားနဲ့နောက်ကိုလှည့်မကြည့်ဘူးသွားနေတာကျုပ်တို့ကသာနားမလည်နိုင်မှုတွေနဲ့ဟိုဟာဖြစ်ပေးပါဟိုဟာမဖြစ်ပါနဲ့ဒါဖြစ်ပေးပါဒါမဖြစ်ပါနဲ့သူ့ကိုဘာလုပ်နေတာတော့တောင်းဆိုနေတာအမြဲတမ်းတောင်းဆိုနေတာအဲ့ဒါလောဘသဘောလို့ဆိုမယ်ဆိုရင်ဆိုလို့ရတယ်အဲ့ဒီကိုတောင်းဆိုတဲ့အရာကိုယုံနာဟာမလိုက်လျောဘူးအဲ့ဒါကိုဘာလို့ခေါ်တော့အနတ္တအနတ္တကိုကြိုးစားရှင်းပြနေတာနော်သဘောပေါက်လားနေသဒုက္ခအနတ္တအဲ့လိုလေးသိလာပြီးမြင်လာပြီဆိုလို့ရှိရင်ဒါကိုဝိပဿနာဉာဏ်လို့မခေါ်ဘူးလားခေါ်တယ်ပရိဇာနာထပုဏ္ဏပုဏ္ဏအဖန်ဖန်ထထပိုင်းခြားပြီးတော့သိအောင်လုပ်ပါဆိုတာဒီအဓိပ္ပာယ်လေးအကျုံးဝင်တယ်
ပုဂ္ဂိုလ်တ attva မပါတဲ့ရုပ်တဘာဝနံတဘာဝတက်တက်ဖြစ်နေတာဖန်ဆင်းလို့ဖြစ်နေတာမဟုတ်အကြောင်းမဲ့ဖြစ်နေတာမဟုတ်အကြောင်းအကျိုးတဘာဝတွေဖြစ်နေတာမတည်မြဲသောမကောင်းမွန်သောအစိုးမရသောအလိုမလိုက်သောတဘာဝတွေဖြစ်နေတာခုနကအလိုမလိုက်ဘူးဆိုတာကိုပြောနေတာနော်ကျုပ်တို့လိုချင်တဲ့အလိုဆန္ဒကိုသူဟာလိုက်လျောမှာမဟုတ်သူ့မှာလိုက်လျောဖို့အတွက်အဲ့ဒီအနေအထားကပါကိုပါမလားကိုကရက်တည်ခြင်းနဲ့သူကရက်တည်တဲ့တဘာဝမဟုတ်ဘူးကျုပ်တို့ကဘာဖြစ်ရင်ကောင်းလို့ထင်တယ်သူကဘာဖြစ်လို့မှကောင်းမဲ့တဘာဝမဟုတ်ဘူးနော်သေးသားသေးသွားမယ်အကောင်းရှာလို့တွေ့မှာမဟုတ်ဘူးဒီသဘောကိုပြောတာဟုတ်လားအဲ့လိုချင်းအနိစ္စဒုက္ခအနတ္တသိလာတယ်မြင်လာတယ်အဲ့ဒါကိုဘုံဘုံတို့ဟာဇွဲလုံးလားဝိရိယနဲ့မလျှော်တမ်းကြိုးစားမယ်ဆိုရင်နောက်ဆုံးတစ်နေ့မှာသစ္စာလေးပါးကိုပိုင်ခြားပြီးတော့သိတဲ့အသိဉာဏ်ကိုရမယ်ဆိုရင်ဒါကိုဘာလို့ခေါ်မလို့အရိယာမဉ္ဇဉ်ဟောလက္ခဏာရေးသုံးပါးကိုပိုင်နိုင်အောင်ကျွမ်းကျင်အောင်ပွားများရဆိုလို့ရှိရင်ဘဝရဲ့နော်ဖြစ်ပေါ်နေတဲ့သဘာဝတွေကကောင်းမွန်တဲ့သဘောတွေမဟုတ်ဘူးလို့ဒုက္ခသစ္စာကိုပိုင်ခြားပြီးတော့သိတဲ့အနေအထားကိုရောက်သွားမယ်ဆိုရင်ဒါမဉ္ဇဉ်ကိုရတယ်လို့ဆိုရတယ်ပေါ့နော်ဟုတ်လားဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓာတတမှုရယောဟောဒီယုံနာနေရဲ့နော်စင်စက်မဲ့ဖြစ်ပေါ်နေတဲ့သဘာဝတွေဟာဒုက္ခတက်တက်ပဲလို့မြတ်စွာဘုရားသိတော်မူမြင်တော်မူတဲ့အတိုင်းအဖြေထုတ်ပြန်သွားတာကျတို့ကအဖြေမှန်ရပြီးသားဒါကိုယ်တွေ့ဖြစ်အောင်မလုပ်နေတာတော့ကြိုးစားတာနော်ကဏ္ဍတင်ချာပု္ပ္ပာတပုတ်အနေနဲ့တင်စားပြောရမှာဆိုအဖြေကတော့ရပြီးသားဒါပေမဲ့အဲ့ဒီအဖြေကကိုတွက်ထားတာမဟုတ်သေးဘူးဟုတ်လားဘယ်သူတွက်ပြထားတာတော့ဖះတွက်ပြထားတာတော့ကျတို့အဖြေရပြီဆိုရင်တော့တပန်းကတော့ตาနေပြီဒီအဖြေမထွက်မချင်းငါတွက်နီးမမှန်သေးဘူးဟုတ်လားဟုတ်တယ်မဟုတ်လားသိရပါဆိုဗျာ2နဲ့3နဲ့ပေါင်း5လို့အဖြေထွက်ပြထားကလေးတယောက်ကတွက်တယ်အဖြေက6ထွက်နေတယ်ခွန်ထွက်နေတယ်အဖြေမှားတာကိုကြည်ချင်းအဖြစ်ဒီကလေးတွက်နီးမမှန်သေးဘူးဟုတ်လားဘယ်ဖြေထွက်မှမှန်ပါတော့ငါဆိုတဲ့ဖြေထွက်ရနော်အဲ့တော့ဘဝပု္ပ္ပာကိုကျွတ်တို့တွက်ကြတဲ့အခါမှာဒုက္ခသစ္စာဆိုတဲ့အဖြေမှန်ထွက်လာမှအဖြေမှန်ရဟုတ်လားကျွတ်တို့အခုဒုက္ခသစ္စာလို့အဖြေမှန်မထွက်သေးဘူးဆိုတော့ထင်ညာလေးထင်နေတာအမှန်လို့အဖြေမှန်ပါပြီးသားနော်ဒုက္ခဆင်းရဲတာသစ္စာအမှန်ဆင်းရဲခြင်းအမှန်မင်းတို့ရှောက်ထင်နေတယ်ကျန်တဲ့အထင်တွေကဘာတွေတော့အမှားတွေဒါပဲဟုတ်တယ်မဟုတ်လားအဲ့ဒီအဖြေမှန်ထွက်အောင်တွက်နိုင်လို့ရှိရင်ဘာဖြစ်မှာတော့ဘဝရဲ့အပေါ်မှာမမောတဲ့လောဘသမုဒယသစ္စာကိုကျွတ်တို့ဟာသူ့အဆင့်နဲ့သူအမြင့်ပြတ်ဘယ်ရှာသုံးသင်နိုင်လိမ့်မယ်သမုဒယသစ္စာကိုဘယ်ရှာနိုင်ပြီဆိုလို့ရှိရင်និရောဓသစ္စာကိုမျက်မှောက်ပြုရမယ်ဒါဒီပင်လည်းမဂ္ဂင်၈ပါးကိုပွားများနေတာတိပေစိုက်ပွားအနှစ်ချုပ်လေးဘုံမှာပြောပြတာဟုတ်လားအဲ့ဒါကိုရည်ရွယ်တာနော်ကာယမိမံသမတ္တထကာယံဣမံသမတ္တထပရိဇာနာထပုဏ္ဏပုဏ္ဏကာယေတဘာဝံဒိဋ္ဌဝါနကာယေတဘာဝံဒိဋ္ဌဝါနခန္ဓာကိုယ်ရဲ့တဘာဝကိုသိသည်ရှိတော်ဆိုတာဒါကိုပြောတာအဲ့လိုသိရင်သူကဘာဖြစ်မယ်လို့ပြောတာတော့ဒုက္ခတန်တံကရိတ္တထဆင်းရဲရဲ့အဆုံးကိုပြုနိုင်လိမ့်မယ်ဟုတ်တာပေါ့မဉ္ဇဉ်ပူဉ္ဇဉ်ရပြီဆိုရင်ဆင်းရဲရဲ့အဆုံးကိုပြုတော့မှာပဲသောတပတိမဉ္ဇဉ်ပူဉ္ဇဉ်ရမယ်ဆိုရင်အလွန်ဆုံးကာမဘုံမှာ9ဘဝပဲဒုက္ခတွေ့ရတော့မယ်ဒါတောင်ဆိုးရတဲ့ဘဝတွေကိုရောက်เสียအကြောင်းရှိဘူးဟုတ်လားအရတ္တမဉ္ဇဉ်အရတ္တပူဉ္ဇဉ်ရသည်အထိကြိုးပမ်းအထောက်နိုင်မယ်ဆိုရင်ဒီဘဝပြိဋိဘံပြုပြီဆိုတာနဲ့ဘာဒုက္ခမှမရှိတော့ဘူးဒုက္ခရဲ့အဆုံးကိုပြုနိုင်လိမ့်မယ်ဆိုတာဘယ်အနေထားကိုရောက်မှဒုက္ခရဲ့အဆုံးကိုပြုနိုင်မှာတော့ခန္ဓာကိုယ်ရဲ့သဘောအမှန်ကိုအမှန်အတိုင်းသိတဲ့အချိန်မှာဒုက္ခရဲ့အဆုံးကိုပြုနိုင်တယ်အမှန်တိုင်းသိတယ်ဆိုတာဘာပြောတာတော့သစ္စာလေးပါးကိုသိတာပြောတာနော်ခန္ဓာဟာဆင်းရဲခြင်းတရားမျှတာဖြစ်တယ်ဆိုတာဘုန်းတို့ဟာဘာလို့မလို့ပိုင်းခြားပြီးတော့မှန်မှန်ကန်ကန်သိအောင်ကြိုးစားရဟုတ်လားအဲ့တော့ဘုန်းတို့တရားအထုတ်ပုံအထုတ်နည်းလေးတွေလည်းဒါပြောပြီးသားဖြစ်သွားပြီလို့ဆိုနိုင်တယ်နော်ဂါထာလေးတစ်ပုဒ်ကိုခြေခံပြီးတော့ပြောတာအစနေတန်းကပြောခဲ့တာတော့တရားအထုတ်တယ်ဆိုတာနေတတ်ဖို့တေတတ်ဖို့အတွက်အထုတ်ကြရတာပါဆိုတာကိုရိုးရှင်းရှင်းပြောခဲ့တယ်ဟုတ်လားခုရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးဟောတယ်လို့ဆိုတဲ့ဂါထာလေးအလွန်ကောင်းတယ်နော်ကာယံဣမံသမတ္တထပရိဇာနာထပုဏ္ဏပုဏ္ဏကာယေတဘာဝံဒိဋ္ဌဝါဒဒုက္ခတန္တကရိတထဤခန္ဓာကိုယ်ကိုဆင်ញင်ကြကုန်လို့သုံးသပ်ကြကုန်လို့အဖန်ဖန်အထက်ထက်ပိုင်းခြားပြီးတော့သိအောင်မြင်အောင်ကြိုးစားကြကုန်လို့ဤခန္ဓာကိုယ်ရဲ့သဘောအမှန်ကိုအမှန်တိုင်းသိသိရှိသောဒုက္ခရဲ့အစွန်းကိုပြုနိုင်ကြလိမ့်မယ်တဲ့။အဲဒါဘယ်လောက်ကောင်းတော့ဟုတ်လား။ဒါကိုလုပ်နေတဲ့လုပ်ငန်းဟာဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းသင်ပြီးသားဖြစ်သွားတယ်။ဘာအကျိုးကျေးဇူးရမှာဆိုတာကိုလည်းပြောပြီးသားဖြစ်သွားတယ်။အကျိုးကျေးဇူးကဘာတော့
ဆင်းရဲဒုက္ခတွေအကုန်လုံးအဆုံးသတ်သွားမယ်ပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကသတိပဋ္ဌာန်ဒေသနာမှာတော့နော်ဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝကိုဒလဇက်သတိထားနေခြင်းအပြင်အကျိုးကျေးဇူး9မျိုးရမယ်ဆိုတာကိုပြောမသွားဘူးလားအဲ့ဒါလေးကိုလည်းဘုံဘုံကနော်အနှစ်ချုပ်ပြီးတော့ပြောခြင်းသေးတယ်မြေတံတတိယစေခြင်းနဲ့ပေါ့ဒီအကျိုးကျေးဇူး9မျိုးပေါ့နော်သတိပဋ္ဌာန်တရားကိုအားထုတ်တိုင်းဒီအကျိုးကျေးဇူး9မျိုးကိုကိုယ့်ရဲ့စိတ်ထဲမှာလွယ်လင့်တကူတည်ပြီးသားနားလည်ပြီးသားအစီအစဉ်တကျမှတ်သားထားပြီးသားဖြစ်စေခြင်းတာပြောဆိုအချိန်မရွေးပြောတတ်စေခြင်းတာဟုတ်လားဧကာယနောယံဘိက္ခဝေမေဃောတတ္တနဝိတုဒ္ဓိယသောကပရိဒေဝနာတမတိကမာယဒုက္ခဒေါမနတနာအထင်ကမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စည်းကရိယာယယရိတံစတ္တရောသတိပဋ္ဌာနာမဟာသတိပဋ္ဌာနာသုတ်တံဒီလိုစဟောတာနော်ဒီပါဠိတော်လေးကိုဘာမှမများဘူး2ကြောင်း3ကြောင်းပဲရှိတယ်ဒါလေးကြက်ထားရင်ကောင်းမှာဟုတ်လားဧကာယနောယံဘိက္ခဝေမေဃောတတ္တနဝိတုဒ္ဓိယနော်ဒီသတိပဋ္ဌာန်တရား၄ပါးတကြောင်းဒီသောလမ်းဖြစ်တယ်တဲ့ဘယ်လိုအကျိုးကျေးဇူးတို့ရစေမဲ့တကြောင်းဒီသောလမ်းလဲဆိုတော့နံပါတ်1တတ္တနံဝိတုဒ္ဓိယကြိုးစားကြတဲ့အားထုတ်ကြတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဖြူစင်တန့်ရှင်းအပြစ်ကင်းလာလိမ့်မယ်တဲ့ဟောဒါလေးကိုစဉ်းစားရမယ်နော်ကိုယ်ခန္ဓာကိုယ်ပေါ်မှာထင်ရှားတဲ့သဘာဝတရားတွေကိုမြဲတမ်းသတိလေးထားပြီးတော့အမှတ်အတိလေးနဲ့နေနေတာအဲ့ဒါကိုဘာလို့တဲ့ခေါ်တာတော့သတိပဋ္ဌာန်တရားပွားများတယ်လို့ခေါ်တယ်ဒါကတော့ထပ်ခါပြောနေရမှာနော်ဒီဥစ္စာကဟုတ်လားအဲ့ဒါလိုနေမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဖြူစင်းလာမယ်တန့်ရှင်းလာမယ်အဲ့လိုဆိုရင်မဖြူစင်းအောင်မတန့်ရှင်းအောင်ညှဉ်းနှွမ်းအောင်ဘယ်ရာတွေကလုပ်နေတာတော့ဆိုတော့လိုချင်မမောမှုဆိုတော့လောဘအကျဉ်းနှံမှုဆိုတော့ဒေါသအမှန်မသိမှုဆိုတော့မောဟဒါကြောင့်ဒီတရားသမှုကိုမြတ်စွာဘုရားမလအညစ်အကြေးများညှဉ်းနှွမ်းသေးသောမတန့်ရှင်းသေးသောဆက်စုပ်ယွန်းရှားပွဲအနေအထားကိုဖြစ်စေတတ်တဲ့သဘာဝမလအညစ်အကြေးလို့ခေါ်နော်အဲ့ဒီရာဂဒေါသမောဟဟာဒီခန္ဓာရဲ့သဘာဝကိုသိနေတဲ့အချိန်မှာသူတို့ကလုံးဝဖြစ်ခွင့်မရဖြစ်လို့မရတစ်ချက်သိလိုက်တိုင်းသူတို့မလာအောင်တစ်ချက်ကာကွယ်လိုက်ပြီးသားဖြစ်တယ်ဒီနေရာဖြင့်တန်တရားတစ်လျှောက်ကကိန်းနေတဲ့အနုတ္တယသဘောကိုလည်းပဲပါသွားအောင်နဲသွားအောင်လုပ်ရလဲရောက်တယ်ဟုတ်လားတတိတစ်ချက်ထားလိုက်တိုင်းရာဂဒေါသမောဟကိုဘုံဘုံတို့တွေကနဲပါအောင်ကြိုးစားအထောက်ရရောက်တယ်ဒီဥစ္စာကိုဘုံဘုံတို့အသေးစိတ်ကလေးနားလည်ဖို့ဆိုရင်တော့တော်တော်လေးပြောမှရမယ်ပေါ့ဟုတ်လားတော့ဒီမှာအတူချုပ်ကလေးပဲဘုံဘုံကပြောနေတာဖြစ်တဲ့အတွက်ကြောင့်ကိုလုံနေတဲ့အလုပ်တွေကိုယ့်ရဲ့စိတ်ကိုဖြူစင်နေသောတန့်ရှင်းစေသောတနည်းအားဖြင့်မြင့်မြတ်တဲ့သဘာဝတွေကိုရှေ့ရှုစေသောအလုပ်ဖြစ်တယ်ဆိုတာကိုဘုံဘုံတို့ဘာလို့ရမှာတော့နားလည်ရမယ်လူတယောက်ရဲ့တန်ဖိုးဟာစိတ်ဓာတ်ဖြူစင်မှုမဖြူစင်မှုပေါ်မှာမူတည်ပြီးတော့ဘုံဘုံတို့ဒီလိုတန်ဖိုးရှိတယ်တန်ဖိုးမရှိဘူးလို့အကဲဖြတ်နေကြတာနော်အဲ့လိုပဲကိုယ့်ဘဝကိုအကဲဖြတ်တဲ့အချိန်မှာလည်းပဲဒီပေတံဒီစံနှုံးနဲ့ဘုံဘုံတို့တွေဟာအကဲဖြတ်တတ်ဖို့လိုတယ်ဟုတ်လားငါဟာမြင့်မြတ်တဲ့လူလားတန်ဖိုးရှိတဲ့လူလားငါဟာမြင့်မြတ်တဲ့စိတ်ရှိသလားတန်ဖိုးရှိတဲ့စိတ်ရှိသလားမြင့်မြတ်တဲ့စိတ်နဲ့နေတာလားတန်ဖိုးရှိတဲ့စိတ်နဲ့နေတာလားဒါကိုကြည့်ပြီးတော့ကိုယ့်ဘဝရဲ့မြင့်မြတ်မှုတန်ဖိုးမှုအနှိမ့်အမြင့်ဆိုတာကွာခြားသွားတာဆိုတာကိုနားလည်ရမယ်ဟုတ်လားအမြင့်မြတ်ခြင်းနဲ့တန်ဖိုးရှိခြင်းနဲ့ဆိုရင်ဘာကိုမြင့်မြတ်ဖို့ဘာကိုတန်ဖိုးရှိဖို့ဘုံတို့ကြိုးစားမှာတော့စိတ်ကလေးကိုတန်ဖိုးရှိဖို့စိတ်ကလေးမြင့်မြတ်ဖို့ကြိုးစားမှာဒီစိတ်ကလေးနဲ့လူလုံနေတာနော်ဟုတ်တယ်မဟုတ်လားစိတ်ကောင်းရင်လူကောင်းမယ်လေစိတ်ဆိုးရင်လူဆိုးပဲစိတ်ယုံမှရင်လူယုံမှဒါပဲနော်ဒီစိတ်ကိုအကြီးမားဆုံးကောင်းမွန်တဲ့ဘက်ကိုပြောင်းလဲပေးနိုင်တာဒီအလေးကျင့်ပဲရှိတယ်ဆိုတော့ဘုန်းတော်ကနော်ကောင်းကောင်းမြင်ရမယ်ပေါ့ဒါနံပါတ်1ရရှိမယ်အကျိုးကျေးဇူးတတ္တနံဝိတုဒ္ဓိယပြီးတော့ဗါလဲတော့သောကပရိဒေဝနာတမတိကမာယစိုးရင်စရာတွေငိုကြွေးစရာတွေနော်မကောင်းတဲ့အနိဋ္ဌာယုံတွေလောကရန်ဇိုးတွေနဲ့တွေ့လာတဲ့အခါမှာစိုးရင်ခြင်းငိုကြွေးခြင်းမရှိတဲ့အနေအထားမျိုးကိုရောက်အောင်ဒီအပြင်ရင့်ကျက်တဲ့တည်ငြိမ်တဲ့အလွန်ကောင်းတဲ့အဆင့်အတန်းရှိတဲ့စိတ်မျိုးဖြစ်အောင်ဒီသတိပဋ္ဌာန်အလေးအကျင့်ကကိုယ့်ကိုတန်ဖိုးရှိသွားစေလိမ့်မယ်သောကပရိဒေဝကိုကြော်လွှားနိုင်လိမ့်မယ်လို့ပြောတာဟုတ်လားဘဝကအမြဲတမ်းတာတာယာယာလေးသွားနေမှာမဟုတ်ဘူးဒါကိုလည်းပဲသတိထားဟုတ်လားဘဝအမြဲတမ်းတာတာယာယာသွားနေမှာမဟုတ်ဘူးအလွန်သေးကြတာကတော့မရှုမလမသားမယားတွေဖြစ်မှာကတော့အသေးချာပဲဟုတ်လားအဲ့ဒါဘယ်အချိန်မှဖြစ်မှာတော့နာတဲ့အချိန်သေတဲ့အချိန်နော်နာချိန်သေချိန်ကလည်းပဲသေချာပေါ့မုတ်ချရောက်လာအောင်ပါ
ဟုတ်လားအဲ့တော့ဒီအချိန်မှာတောကပရိဒေဝမဖြစ်လို့ငါတောကပရိဒေဝကြော်လွှားတရားမလို့ပါဘူးငါတောကပရိဒေဝဖြစ်မှမဖြစ်ဖဲလို့အဲ့လိုတွေးလို့မရဘူးမဖြစ်တော့ဘူးမဟုတ်ဘူးမဖြစ်သေးတာသေချာပေါက်ဖြစ်မှာနော်ဖြစ်เสียအကြောင်းကကျုံလာမှာဟုတ်လားအဲ့လိုအနေထားမျိုးကျုံလာပြီဆိုရင်ဘုန်းတော်ကကြိုတင်တဲ့ဒီစိတ်ကိုရင့်ကျက်အောင်လေ့ကျင့်တဲ့သတိပဋ္ဌာန်အလေ့ကျင့်ကိုလေ့ကျင့်မှတောကပရိဒေဝဘုန်းတော်ကြော်လာနိုင်တဲ့အနေထားမျိုးကိုရောက်မှာနောက်မှရှိရင်လောကဓာတ်တွေတွေ့တော့မှမျက်စိမလားမျက်နှာမလားအိမ်ဒီမရဟုတ်လားသူများအထင်သေးစရာအနေထားကိုဘုန်းဘုန်းတို့ရောက်သွားရင်မကောင်းဘူးဒီသဘောကိုပြောတာနော်ဒါကြောင့်တောကပရိဒေဝကိုကြော်လွှားနိုင်ဖို့အတွက်လည်းပဲဒီမြတ်သောကျင့်ကိုကျင့်နေတာလို့ဒီလိုလေးအကျိုးကျေးဇူးနဲ့ရှင်းပြီးတော့ကိုယ့်ရဲ့ရည်ရွယ်ချက်လေးကိုတက်မှတ်ပေးရမယ်နော်ဒုက္ခဒေါမနတနာအထင်ကမာယဟောကိုယ်ဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားတွေကိုလုံးဝချုပ်ငြိမ်းသွားစေလိမ့်မယ်ဘူးမှမလိုခြင်းသောမရခြင်းသောမနှစ်သက်သောဆင်းရဲခြင်းတဘာဝကိုယ်ဆင်းရဲတာကိုဘာလို့ပြောတော့ဒုက္ခစိတ်ဆင်းရဲတာကိုဒေါမနတဒီတဘာဝတရားစုတွေလုံးဝချုပ်သွားခြင်းနဲ့ငြိမ်းသွားခြင်းနဲ့ဆိုရင်ဒီအကျင့်ဟာတခုတည်းသောလမ်းပဲလို့ပြောတာကျန်တဲ့နည်းနဲ့အဖြေရှာလို့မတွေ့နိုင်ဘူးဟုတ်လားဒါကိုလည်းပဲအခြေပြောထားတဲ့ဒေသနာတွေအခြေပြောထားတဲ့တရားတွေအများကြီးရှိပါတယ်ဟုတ်လားဒုက္ခဒေါမနတမချုပ်ငြိမ်းသေးခင်မှာလည်းပဲဒုက္ခဒေါမနတကိုအများကြီးလျှော့နေသွားအောင်လျှော့ချပေးနိုင်တဲ့အစွမ်းကိုသတိပဋ္ဌာန်တရားမှာမရှိဘူးလားရှိတယ်ဒါလေးတွေကိုသတိရစေခြင်းလားဒါကြောင့်မလို့အချိန်လုပြီးတော့ပြောနေတာဟုတ်လားစိတ်ကိုဖြူစင်စေမယ်တောကပရိဒေဝကိုကြော်လွှားနိုင်မယ်ဒုက္ခဒေါမနတကိုချုပ်ငြိမ်းစေမယ်၅မျိုးရှိပြီနော်နောက်မေးရင်အမြဲတမ်းအယံနဲ့ပြောတတ်တဲ့အနေအထားကိုရောက်အောင်ကိုယ့်ရဲ့နော်ဒီတိမှုကိုဘုံဘုံတို့မလုပ်ထားဘူးတော့ဟိုအမြဲတမ်းကိုယ်စိတ်ထဲမှာလွယ်လွယ်ကူကူဖြစ်အောင်လုပ်ထားဟုတ်လားနောက်ဆုံးအကျိုးကျေးဇူး2မျိုးပါတော့ညာယတ္တအဓိကမာယနိဗ္ဗာန်တ္တသစ္စိကရိယာယအတိညာအစဉ်စဉ်မြင့်ပြီးတော့သောတော်ကပြောခဲ့တဲ့တစ္ဆာ၄ပါးအမှန်တရားကိုထိုးထွင်းပြီးတော့သိတဲ့အဆင့်မဲ့ဉာဏ်ကိုရညာယတ္တအဓိကမာယဆိုအဲ့ဒါပြောတာအတိညာမြင့်ပြီးတော့နောက်ဆုံးနော်အဆုံးစွန်အမှန်တရားအမှန်ဆုံးအမှန်တရားကိုထိုးထွင်းပြီးတော့သိတဲ့အဆင့်ထိဉာဏ်ဟာမြင့်သွားအဲ့လိုဆိုလို့ရှိရင်ဖိုဉာဏ်လို့ဆိုတဲ့ဟုတ်လားအလွန်မှငြိမ်အေးတဲ့အငြိမ့်တဲ့နိဗ္ဗာန်ကိုဒီဘဝနဲ့ချိန်ဖန်များစွာမျက်မှောက်ပြုပြီးတော့ဖိုဉာဏ်ဖြင့်နော်မျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အည်သွေးမျိုးကိုပါထပ်ပြီးတော့ကာလမချဘဲနဲ့မရနိုင်ဘူးလားရနိုင်တယ်ဒါနောက်ဆုံးအကျိုးကျေးဇူး2မျိုးပဲနော်မဲ့ဉာဏ်ကိုရမယ်ဖိုဉာဏ်ဖြင့်ဒီဘဝနဲ့နိဗ္ဗာန်ချမ်းသာကိုအာယုံပြုခြင်းတဲ့ချိန်မှာအာယုံပြုပြီးတော့အငြိမ့်တက်တဲ့ဘုံဘုံတော်ချမ်းသာသာနေနိုင်တဲ့အည်သွေးမျိုးကိုရနိုင်မယ်လို့ဒီလိုပြောတာမျက်နှိုးစရာအကောင်းဆုံးလိုချင်စရာအကောင်းဆုံးအကျိုးကျေးဇူးတွေလို့ဆိုနိုင်မို့လားဘယ်နှမျိုးတုံးအကျိုးကျေးဇူး9မျိုးတတ္တနံဝိသုဒ္ဓိယအာထုတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဖြူစင်တန်ရှင်းသွားမယ်အပြစ်ကင်းသွားမယ်ဘာကိုအာထုတ်တာတော့တတိကိုပွားလာအောင်များလာအောင်အာထုတ်တဲ့တတိပဋ္ဌာန်လုပ်ငန်းဟုတ်လားအဲ့ဒါကိုအာထုတ်ရင်နောက်နံပါတ်1နဲ့နံပါတ်3ကတောကပရိဒေဝနာသမတိကမာယစိုးရင်ချင်းငိုကြွေးခြင်းကိုလွန်မြောက်သွားလိမ့်မယ်4နဲ့5ကဘာပြောတော့ဒုက္ခဒေါမနတနာအထင်ကမာယကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတရားတွေလုံးဝချုပ်ငြိမ်းသွားလိမ့်မယ်နံပါတ်6နဲ့နံပါတ်9ကညာယတ္တအဓိကမာယနိဗ္ဗာန်တ္တသစ္စိကရိယာယမဲ့ဉာဏ်ကိုရလို့ဖိုဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုချိန်ဖန်များစွာမျက်မှောက်ပြုပြီးတော့နေနိုင်ကြလိမ့်မယ်တဲ့ဘယ်နှမျိုးတော့9မျိုးဒါလေးကအမြဲတမ်းဘုန်းတို့ရဲ့ယုံကြည်မှုတရားတရားကိုထက်သန်စေဖို့အတွက်ခိုင်မာစေဖို့အတွက်နားလည်ထားမယ်သိထားမယ်နော်ဘုန်းတို့ကဒီ9ရက်ကိုနော်ဒီတရားတရားရဲ့တွန်းအားနဲ့သွားရမှာတရားတရားအားကောင်းမှအားထုတ်မှုဝရိယကအားကောင်းတာဝရိယအားကောင်းမှတတိကမြဲတာတတိမြဲမှတည်ငြိမ်မှုတမာတိကရနိုင်တာတမာတိရမှမှန်မှန်ကန်ကန်သိမှုဆိုတဲ့ပညာကရနိုင်တာဘုံ၅ပါးအလုတ်လုတ်ပုံကိုနားလည်ရမယ်နော်တတ္တာဝရိယတတိတမာတိပညာဟုတ်လားမူရင်းတွန်းအားကြီးကဘယ်လိုဖြစ်နေတာတော့တရားတရားအဲ့ဒီတရားတရားအတွက်ပြောနေတာခုကယုံကြည်မှုရှိလာပြီဆိုရင်သူကလုတ်တော့မှဇူးမဆွဲထားလို့မရဘူးကိုကျုပ်တို့ကပြောညံဖြစ်နေတယ်ဆိုတော့ယုံကြည်မှုတွန်းအားဘာဖြစ်နေတော့နဲနော်ဒါကြောင့်တရားနာရတယ်ဒေသနာတွေကိုဖတ်ရှုရတယ်လေ့လာရတယ်ကိုယ့်ရဲ့ယုံကြည်မှုကိုဘာလို့တာတော့အမွန်းတင်ရတော့နော်အားကောင်းဘုံဘုံတို့ပြုစုပြောထောင်ယုံကြည်မှုအားကောင်းလာတဲ့အခါအော်ငါလုံးဝဖြစ်မှာ
ဝိရိယတွေကဖြစ်လာနော်ဝိရိယဖြစ်လာတော့တကယ်တတိယအကောင်ထဲပေါ်လာတယ်အဲ့ဒီတတိထခဖြစ်လာတဲ့ခါမှာတမာတိဆိုတာဖြစ်လာတယ်တည်ရင်တည်သလောက်ငြိမ်ရင်ငြိမ်သလောက်သဘာဝတရားတွေရဲ့အကြောင်းအမှန်ကန်သိလာတယ်ပညာကတော့မျက်နှိုးစရာအကောင်းဆုံးတန်ဖိုးအရှိဆုံးအထွတ်ထိပ်တရားပေါ့သို့တော့ဘယ်မှာအခြေခံနေတယ်ဆိုတာကိုမြင်တတ်ဖို့လိုမလဲတရားတရားဟုတ်လားဒါကြောင့်ဒီအကျိုးကျေးဇူး9မျိုးကိုဘုန်းတော်ကကောင်းကောင်းမှတ်သားပြီးတော့နော်မြတ်စွာဘုရားမှတ်တာလေကုံစင်အောင်သိနိုင်မဲ့အကျိုးကျေးဇူးတွေတို့ရဲ့ဉာဏ်နဲ့ကုံစင်အောင်မသိနိုင်ဘူးဒီသတိပဋ္ဌာန်အလုပ်ရဲ့နော်အကျိုးရလဒ်တွေကိုကျွတ်တို့ကုံအောင်သိနိုင်မလားမသိနိုင်ဘူးဒါဘုရားသိတာယုံလေးပဲပြောထားတာတကယ်ကဘလို့မှပြောပြလို့မကုံနိုင်လောက်အောင်ကြီးမားတဲ့အကျိုးကျေးဇူးတွေရှိနေတယ်ဆိုတာကိုလည်းဘုန်းဘုန်းတို့မှန်းဆတတ်ဖို့လိုမယ်ပေါ့နော်အဲ့တော့ဘုန်းဘုန်းပြောရင်ဒါလေးတွေအကုန်လုံးစုံသွားပြီဟုတ်လားတော့ပြောမလို့စိတ်ကူးထားတာနှစ်ပိုင်းနောက်တရားအထုတ်တယ်ဆိုတာဘာလဲနေတတ်ဖို့နဲ့သေတတ်ဖို့ဒါလေးကိုလည်းဘုံဘုံပြောခဲ့တယ်နော်ပြီးတော့ဘုံဘုံတို့တရားအထုတ်တဲ့နေရာမှာနော်နီးလေးကိုပြောပြီးတော့ဗါတော့အကျိုးကျေးဇူးကိုပါတွဲပြီးတော့ပြောသွားတယ်အလုံးမတန်ဖို့ရှိတဲ့ဂါထာလေးတစ်ပုဒ်ဟုတ်လားဤခန္ဓာကိုယ်ကိုဆင်ញင်ကြကုန်လို့သုံးသပ်ကြကုန်လို့အဖန်ဖန်အထက်ထပ်ပိုင်းခြားပြီးတော့သိအောင်လေ့ကျင့်ကြကုန်လို့ဤခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိသိရှိတော့ဒုက္ခရဲ့အစွန်းကိုပြုနိုင်ကြလိမ့်မယ်ကာယံဣမံတမတ္တထပရိဇာနာထပုဏ္ဏပုဏ္ဏကာယေတဘာဝံဒိဋ္ဌဝါနဒုက္ခတန္တံကရိတ္တထာမများဘူးเนาะရအောင်ကြက်တာဟုတ်လားအဲ့ဒါနဲ့ဘုံဘုံတို့တွဲဖက်ပြီးတော့ဗာပြောတော့တရားတရားအားကောင်းဖို့အတွက်တတိပဋ္ဌာန်လုပ်ငန်းစဉ်ရဲ့အကျိုးကျေးဇူး9မျိုးစိတ်တွေတဖြည်းဖြည်းနဲ့ဖြူရှင်းလာမယ်တန့်ရှင်းလာမယ်မြင့်မြတ်လာမယ်တောကပရိဒေဝကိုကျော်လွှားသွားနိုင်လိမ့်မယ်ဒုက္ခဒေါမနတကိုချုပ်ဆုံးသွားစေလိမ့်မယ်မဲ့ဉဏ်ဖို့ဉဏ်ကိုရစေလိမ့်မယ်ဘယ်နှမျိုးတော့9မျိုးဟုတ်လားဒါကြောင့်ဒီအကျိုးကျေးဇူး9မျိုးကိုရရှိအောင်ကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလုပ်ကြိုးစားအထောက်ထားကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ဉဏ်ဖို့ဉဏ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုတ်ပတ္တနာအောင်စုပြုကြကုန်ရာတည်း